ကိုချိန်ကြည့်ဖျားရှင်ကျွန်တော်တို့မှာဘယ်လောက်ကောင်းမြတ်ပါလဲအတိတ်ကအကြောင်းတွေမနေ့အကြောင်းကိုစဉ်းစားကြပြီးနေပေါ့ဒီမနေ့မိုးထတာနဲ့ကိုချိန်ကြည့်ဖျားရှင်တင့်ပေါ်မှာကောင်းမြတ်တာရှိပါသလားရှိပါသလားရှိပါသလားရှိပါတယ်ကျွန်တော်ဖျားရှင်ကောင်းမြတ်တဲ့အကြောင်းကိုကိုယ်တိုင်ကိုကြအတွင်းကြခံစားရေးစမ်းခွင့်ရတဲ့ဒီခွင့်ရဟာဘာအားဖြင့်ရခြင်းဖြစ်တယ်လဲဆိုတော့အသွေးတော်အားဖြင့်မနေတသက်စာလောကီအတွက်ပဲဟုတ်တယ်လောကုတ္တရာအတွက်ပါအကျုံးဝင်တော့ဒီကနေ့ဝိညာဉ်တော်အစာကျွန်တော်ရရှိနေဆိုတော့ကျေးဇူးတော်ချင်းမထိုက်ဘူးလားထိုက်ကြလားထိုက်ပါတယ်ကျေးဇူးတော်ချင်းမရအောင်ပြောတာဆိုတော့ဘာအတွက်ကျေးဇူးတော်ချင်းမကြမလဲပြောတတ်ပါကဲတော့ဆိုကျွန်တော်တို့ကျေးဇူးတော်ချင်းမဖို့ရှိတာလားရှိတာပေါ့အဝေးကြီးမစင်စားနိုင်ဘူးဒီကနေ့ဖျားရှင်ပိတ်နာတော်မူသောထိုနှုတ်ကပတ်တော်အသက်ရှင်တော်မူသောနှုတ်ကပတ်တော်ဖြင့်ကျေးဇူးတော်ချင်းမရပြီးတော့ဒီညစက်တိုက်ဝိညာဉ်အစာကိုပရိုရှင်နာချပေးခြင်းတဲ့အတွက်ဆရာတော်တဲ့ဘက်ကိုဒီညစိတ်တော့တာကျေးဇူးတော်လားမကျေးဇူးတော်လားဒါဆိုရင်ကျေးဇူးတော်အတွက်ချင်းနဲ့ရှားလို့အရင်စကားပြောကြပါစို့အားလုံးရှိတဲ့နေရာကနေမတရားမရနိုင်တဲ့ခြိုင်နေတဲ့ရှားကိုမျက်မှောက်ပြီးပြုတ်ပြီးအပေါ်တော့ပါလာပြီးရှားလို့ပါဟောလာပါရှားလာ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 ပါဒီရှားဟောလာပါရှားလာပါ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 ဟောလာပါရှာ
ဒီနေ့တော့ကတော့ဒီလိုသားကြီးရောက်စီတိုင်းစကားပြောတော့မှာအတုံးတော့ခမဲကျွန်တော်ရဲ့လို့ရှာသက်ကတာဘူပိတ်တိချင်ဖြစ်ဒီမှာခိုင်းတဲ့နှလုံးသားတိတိပေါ်မှာအလုပ်လုပ်ပြီးတော့ဒီကိုတော့တိတော့ဖုပြချင်ဖြစ်ဒီအသိတော်နဲ့ဒီမှာရောက်လာကြတဲ့ရောက်စီတိုင်းတတာတိတော့အရာတွေနဲ့တန်ရှင်တော်ဝိနာတဘောတော်နဲ့ပြောချင်သူခရစ်တော်နဲ့တာရီတိကျွမ်းပြီးသူခရစ်တော်ထဲ၌တာရီကြီးထွားခြင်းတတာနဲ့သွားနိုင်ပါမကြောင်းအတုံးတော့ခနဲ့ကျွန်တော်တတာနဲ့ဒီမှာခိုင်းတဲ့နှလုံးသားတိတိဆုတောင်းစက္ကန့်တဲ့ခါမှာယေရှုခရစ်တော်ရဲ့ညတော်နာမကိုမြည်ဆုတောင်းစက္ကန့်ကြောင့်ပါဖျက်ခဲ့အာမင်ခုနကျွန်တော်ဝင်လာတော့ဆရာမခါရဲကျွန်တော်ယူခန့်ခေါ်သွားတယ်ရောက်လာတဲ့အခါရဲဆရာမပါပြောလဲဆိုတော့နိုးထားဖို့အကြောင်းတွေသူပြောတယ်သူရဲ့ဖခင်ကကိုယ်နှလုံးသားထဲမှာထည့်ထားတဲ့အကြောင်းအရာတွေပြောတယ်ဆွေးနွေးတယ်စကားကမပြတ်နိုင်ဘူးကျွန်တော်အပြင်အောင်ထုတ်လို့ပြအောင်တနားရောအဲ့မှာကျွန်တော်ဆရာနဲ့ဆရာမတွေပေါ့နော်တကယ်ဖခင်ရှင်ကကျွန်တော်အားလုံးရဲ့အထဲမှာထားထားတဲ့အရာတွေသူလည်းအကြောင်းကျွန်တော်စကားတော့မပြတ်နိုင်ပဲဆက်ပြီးတော့ကျွန်တော်ဆွေးနွေးတယ်အဲ့မှာကျွန်တော်ပြောနေတဲ့အရာကပါလဲဆိုတော့မြန်မာပြည်နိုးထားဖို့တပည့်ဖြစ်တယ်ဟာလေလုယာဒီနေ့မှာ ICC တဲ့တော့မှာလည်းကျွန်တော်ပြောတယ်ခုတော့ဆရာကြီးတပါးကပါပြောလဲဆိုတော့ဝိညာဉ်ရမှာအကင်းပါပြီးတော့မြင်တတ်တဲ့လူကဝိညာဉ်တော်ကဘယ်ချိန်မှာဘယ်လိုပုံစံမျိုးနဲ့အလုပ်လုပ်လဲဆိုတော့သူတို့ကဖန်ပြီးတော့အသုံးတော်ခံတတ်တယ်တဲ့သူပြောပြတယ်ခုအားလုံးတဲ့အတိုင်း CJ ဟုတ်တယ်နော် CJ ကစားကြတယ်မြန်မာပြည်ကတော့ကျွန်တော်မြန်မာတင်းကတော့ final တက်သွားပြီ။အဲ့ဒီကတော့ကျွန်တော်ဖွဲ့ပြီးချင်းတွေတိုက်ရင်းနဲ့တချို့ကပြင်မှာဘောလုံးဖွဲ့ကြည့်ရင်းနဲ့အားလုံးကတော့ဟုတ်နေတာပဲကျွန်တော်လည်းဘောလုံးရမ်းတော့တနာပါတယ်ဒီရင်ကလေးကဒါပဲမတော်ဘူး။လိကျက်ကတော့တကူလုံးနဲ့ကျွန်တော်ကြောင်းတော့ဘူလာနာကြောင်းမနေ့9ရက်ဆိုကျွန်တော်ထားတယ်။လိကျက်ကတကူလုံးနဲ့ပဲဒါပေမဲ့လေရေးစမှာတစ်ခါမှယူမခံဘူး။အဲ့ဒါကြီးလာတော့ကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်ခန္ဓာကိုယ်ကြီးကကျွန်တော်ရဲ့အရေးကြီးကကျွန်တော်ဘောလုံးမှလုံးဝမရတော့ကျွန်တော်ဘာလုပ်လဲဆိုတော့ဘုရားပြန်ပေးရတဲ့ကျွန်တော်ဂျားတွေတကူဖတ်တယ်နီးစရစ်ကြောင်းကျွန်တော်ဖတ်တယ်ကျန်းစာကြောင်းရောက်လာတော့ကျွန်တော်နီးပြဖြစ်သွားတယ်ဘောလုံးမတော်ဆုံးကနီးပြကျွန်တော်ကျန်းစာကြောင်းမှာဘောလုံးကတော့မယ်ဆိုကျွန်တော်နီးပြအဲ့ဒါမကန်တဲ့ညမှာကျွန်တော်ကုန်လုံးချပြီးဘယ်နီးစရစ်တဲ့ကစားမယ်442လာပါရဘာမှတော့ကျွန်တော်မခါတော့ဘူးဒါပေမဲ့ကျွန်တော်နီးစရစ်ကိုကိုဖတ်တော့တကယ်ကျွန်တော်ကျောင်းသားတွေထဲမှာလည်းကိုကဘာရောဘုရားကအဲ့ဒီအပြုံးပိုင်းမှာတကယ်ကောင်းကြည့်ပြရတယ်နော်ကျွန်တော်ကအဲ့ဒါလေးနဲ့နိုင်တယ်ခန္ဓာကိုယ်မှာနိုင်ပြီးတယ်နော်ဆိုတော့အဲ့ဒါလေးရအောင်နိုင်အောင်လို့တော့ကျွန်တော်ကိုနားတော့တယ်ဒီမှာဘယ်သူကစားပဲအဲ့ဖျားကြောင်း sorry လူငယ်တွေကျန်းစာကြောင်းတွေနေရာတွေချပြီးတယ်နည်းနည်းကြားတဲ့လူကိုကျွန်တော်ထုတ်တယ်ဒါချစ်ကြည်ပွဲဆိုပြီးတော့ကျွန်တော်ထုတ်တယ်ပေါ့နော်ကျွန်တော်မတက်ပြီးပဲကျွန်တော်တော်ပြီးပဲဖျားချက်လေးပြခုပေးတယ်ကျွန်တော်ဒီဟာတာလည်းလုပ်ကြတယ်ထားလိုက်တော့ဆိုတော့ပေါင်းတယ်အဲ့မှာကျွန်တော်ပြောချင်တာကပါဆိုဒီစီကကစားတော့ကွာစင်ကာပူနဲ့ကျွန်တော်လာတာဖြစ်တယ်ကိုကိုရိုင်းကတော့မကြည့်ဖြစ်ဘူးကျွန်တော်တဲ့လူငယ်တွေတော့တော်တော်များများသွားကြည့်ကြတယ်စင်ကာပူမှာဒီတစ်ခေါက်စီးရင်ကနာလေးမြန်မာပြည်မြန်မာအသေးကလုံးဝတော်ပြီးရင်တော့လေကစားခွင့်မှာကစားသမားတွေခြေစွမ်းကလည်းအရင်ကောင်းတယ်စိတ်သက်လည်းအရင်ကောင်းတယ်အဲဒီတော့မြန်မာကစားသမားတွေအရင်ကြီးပတ်တယ်နိုင်လည်းကြီးပတ်တယ်ရှုံးလည်းကြီးပတ်တယ်ပရိသတ်ကလည်းကြီးပတ်တယ်ကိုလိုကြီးပတ်တယ်ဒီမှာဗျာတော့ဒီတစ်ခေါက်ပါဖြစ်နေဆိုတော့ကွင်းထဲမှာကစားတဲ့ကစားသမားတွေခြေစွမ်းလည်းအရင်ကောင်းတယ်ပြီးရင်သူတို့ရဲ့စိတ်သက်လည်းအရင်ကောင်းတယ်အိမ်ရှိတဲ့ကစားတဲ့ပွဲမှာအရင်တွေ့ရတယ်ပြီးတော့အပြင်မှာအားပေးတဲ့ပရိသတ်တွေမြန်မာပရိသတ်တွေဆိုရင်ကမ္ဘာပေါ်မှာဂျပန်ပရိသတ်တွေမြန်မာပရိသတ်တွေကစီကံရှိဆုံးတယ်။ဘာဖြစ်လို့လဲပရိသတ်တွေချီးကျူးတယ်တို့ပြီးရင်အမိုက်တွေအကုန်လုံးသူတို့သိနေစီးတဲ့ကမ်းနဲ့သူတို့သိချအားပေးတယ်။နိုင်ငံတကာမှာလည်းမြန်မာပြည်ကကွာတခါတည်းဖျားရဲ့တက်တာနဲ့စပြောင်းအောင်ကြိတ်ခံစားတဲ့ချိန်ရောက်လာတယ်။ဟာလေလုယာ။ချီးကျူးကြတယ်ဟိုအားလုံးကြည့်မယ်ဆိုမြန်မာပြည်နဲ့ပတ်သက်ကျွန်တော်ဒီဘောလုံးပွဲတဲ့အရင်တော့နော်ဝါဒနာရโอเคဒီအတက်ဆရာကစားသမားဖွဲ့ဆိုပါမယ်မြန်မာပြည်ရဲ့တမိုင်းတွေတော့အရှိတော်အဆောက်ပဲတဲ့မှာကစားပွဲကပ္ပခနာတော့သူတို့ကစားတယ်ဟိုရှုံးလာနိုင်တာပါဒါပေမဲ့အဲ့ဒီတခါလေသူတို့တမိုင်းမှာမဖြစ်ဘူးတဲ့အရာတွေနဲ့ဖျားနဲ့တာနဲ့ကျွန်တော်ရောက်နေတယ်ကျွန်တော်ပြောချင်တဲ့အရာကပါဆိုယုံကြည်သူခရိယတွေရဲ့နှစ်ပေါင်းများစွာအစာရှောင်ဆုတော်လုံးခံလာခဲ့တဲ့မြန်မာပြည်နိုးထမှုတဲ့ကောင်းချီးခံစားလက်လာမယ့်အချိန်ကရောက်နေပြီဖြစ်တယ်ဟာလေလုယာအဲကြောင့်သေးတော်တွေကကျွန်တော်မြန်မာပြည်အစစ်အစစ်ရှိရမယ်ဖခင်ကသူ့ရဲ့ချမ်းသာကြွယ်ဝခြင်းတွေပြောရမလားသူ့ရဲ့နိုးထမှုသူ့ရဲ့ပိတ်သိခြင်းတွေရှမ်းတဲ့အသေးတော်ပေါ်မှာကောင်းလောင်းနေတယ်ဒါပေမဲ့အဲ့ဒီဟာကိုခံယူမဲ့အသေးတော်တွေကယုံကြည်သူတွေကအစစ်အစစ်ရှိပြီလားရှိရဲ့လားဆိုတာကကိုပြီးအရေးကြီးဆုံးရောက်ပြီမြန်မာပြည်နိုးထမှုတော့မြန်မာပြည်နိုးထမှုကကိုအရှင်နဲ့စားနေတာအဲ့ဒီပောက်ကွေးမှုကြီးပဲကျွန်တော်ဆောင်းနေတာဖြစ်တယ်ဟာလေလုယာဒီပြည်တွင်းမှာနေနေဆိုတော့အားလုံးသိကြထားပြီးပါဘူးဘာဖြစ်လို့လဲကျင်လည်နေကြအတိုင်းမှာကျွန်တော်ကျင်လည်နေတွားနေလာတဲ့ဆိုင်ဆိုတော့စားနေကြဆိုတော့ဘာမှသိမှာမဟုတ်ဒါပေမဲ့အပြေကနေလာတဲ့လူကလေအားလုံးသိတာတယ်မြန်မာပြည်နိုင်ငံရေးကြီးလားစီးပွားရေးကြီးလားပညာရေးကြီးလားအဆအဆရာတွေတခါမှမဖြစ်ဘူးတဲ့မကြားဘူးတဲ့အရာတွေမြန်မာပြည်မှာဖြစ်နေတာဖြစ်တယ်
လူတိုင်းကစိတ်ဝင်စားတယ်ဒီမနေ့လည်း ICC တို့မှာ Australia နေလာတယ် Malaysia တော့ Malaysia နိုင်ငံသားဖြစ်တယ်ဒါပေမဲ့အခု Australia နိုင်ငံသားဖြစ်တယ်ဆရာကြီးတစ်ပါးကျွန်တော်သူ့ရဲ့စာအုပ်ကိုကျွန်တော်ဖတ်ဖို့တယ်သူ့စာအုပ်နဲ့အရင်ပေါက်လိုက်သူကလည်းနာမည်ကြီးဆရာကြီးတစ်ပါးဖြစ်တယ်သူဘာဖြစ်လို့ဆိုသူမြန်မာပြည်မှာလာတာအရင်ပြုတ်တယ်တဲ့သူကဘာလို့လဲဆိုတော့ဘောလုံးပွဲတော်မှာသူကကျန်တဲ့တင်းတွေမှာပြီးတော့ Malaysia နိုင်ငံသားဒါပေမဲ့မြန်မာပြည်ဆိုအားဖြင့်ကျွန်တော်မြန်မာအသေးကိုဘယ်တော့လဲအားဖြင့်ကျွန်တော်ကစားသမားတွေနာမည်တော့မသိဘူးအဲ့ဒီချင်းလိုမျိုးတရားရဲ့နာမည်ပဲသိတယ်ဘာလို့ဆိုတော့သူကအကြမ်းလေးမှာသူကစူတောင်းတာတွေပါတော့လေသူကြောင့်လည်းအများကြီးကောင်းကြည့်ဖြစ်တယ်ဟာလေလုယာကျွန်တော်သူ့ကြောင့်သိတယ်နံပါတ်ပဲသိနာမည်တော့သိသူအကုန်လုံးဘောလုံးသမားတွေကုန်နာမည်ကိုချက်ပြတယ်မြန်မာပြည်အသေးကိုအားပေးတယ်သူကကန်ကလေးကမလေးကိုထိုးရတဲ့နိုင်ငံဆိုသူတကယ်ချင်းတော့သူကပြုံးလိုက်သေးတယ်ကျွန်တော်ပြောချင်တဲ့ရကောဆိုမြန်မာပြည်နဲ့ပတ်သက်နိုင်ငံတကာလေးစုံစားတယ်နော်အရင်တော့တခါစင်ကာပူမှာကျွန်တော်တကယ်ချင်းပြောပါပြောလဲဆိုတော့လူခဲ့တဲ့နှစ်ကျော်တော့စင်ကာပူကလည်းလာမယ့်နှစ်ဒီမှာသူနိုင်ငံရဲ့စီးပွားရေးတူတက်တဲ့ရာခိုင်နှုန်းကိုသူတို့နည်းနည်းတိရခိုင်လာရှော့ပြီးတော့သူတွက်ချက်တယ်။ဟိုမှာစီးပွားရေးတနေ့စားသူသူရဲ့စီးပွားရေးကိစ္စတွေကျွန်တော်တို့တတ်တတ်ချက်တွေရှိတယ်။ဘာဖြစ်လို့သူတို့ရှော့ပြီးတော့တတ်တတ်လဲဆိုတော့မြန်မာပြည်မှာလေဒဝေစကန်ကိစ္စကအကောင့်ထဲပေါ်မှာဆိုတော့အဲ့ဒီကိစ္စနဲ့စင်ကာပူကစီးပွားရေးအရင်ကျတော့မှာဆိုတော့သူသိလို့အဲ့ဒါကိုရှော့ပေါ်ပေါ်လေသူရာခိုင်နှုန်းသူကိုရှော့ပြီးတော့တွက်ချက်လိုက်တာလေ။ကျွန်တော်တို့ဒီကိုအားရတော့ဘာဖြစ်လို့လဲမြန်မာပြည်စီးပွားရေးတနိုင်ငံလုံးစီးပွားရေးတို့အဲ့ဒီစီးပွားရေးအများကြီးထိုင်နေရင်းစိတ်ကမ်းမှာဖြစ်နေတဲ့အရာတစ်ခုနဲ့သူတို့နိုင်ငံရဲ့စီးပွားရေးတက်ချီတော့မှသူတို့ရောက်တော့တာကျွန်တော်ပြောချင်တဲ့ရကပါဆိုမြန်မာပြည်ရဲ့ပတ်သက်အားလုံးကစိတ်ဝင်စားနေတဲ့အချိန်ဖြစ်တယ်ဟာလေလုယာဘာဖြစ်လို့လဲဆိုနောက်ဆုံးကာလအချိန်မှာဘုရားကသူ့ရဲ့မျက်နှာသားနဲ့ခေါင်းကြီးတွေနဲ့အလက်ကမြန်မာပြည်ရဲ့လူအားလုံးမျိုးပေါ်မှာရောက်နေတဲ့အချိန်ကာလဖြစ်တယ်ဟာလေလုယာကြောင့်ကြာပြီးမယုံရှိတဲ့မြန်မာပြည်မှာကြီးမားတဲ့ကျွန်တော်တို့ကိုယ်တိုင်ဘယ်တိုင်းနိုင်ငံမှာခံစားဖို့တဲ့အရာတွေမြန်မာပြည်မှာခံစားလာနိုင်တယ်ခံလဲခံစားနေတယ်ဟိုတခါဖြစ်လာရင်လေကအမှုမဲ့မမဲ့သူ့အချိန်နဲ့ကိုအချိန်သားလို့ဖြစ်လာတဲ့ချိန်ပြီးတော့လေအမှုမဲ့အမှတ်နဲ့ဖြစ်နေတတ်တယ်နောက်ဆုံးပြောရရင်အခုချိန်မှာလူခဲ့တဲ့စနေကျော်ကဆရာထိုင်ဆိုတာတခါ Grace ကကြောင့်မှာတရားဟောလဲဆိုလာမဲ့3-4နှစ်9နှစ်တွင်မှာတဲ့မြန်မာပြည်မှာတဲ့သူကချင်းတောင်နဲ့ပြောတယ်ဟိုအနောက်ခက်သူတက်ဖို့နောက်ကြဆုံးချင်းတောင်နဲ့ပြောတယ်ဘာပြောလဲဆိုချင်းတောင်မှာဆိုရင်လူတွေကဟိုတရိစာရီတော့ထဲမှာရှာရင်းနဲ့ဖုန်းတွေပါလေတိုင်ပြီးတော့အေးပြန်လာတော့ဆိုပြီးတော့ပြောရတဲ့အချိန်ရမှာလိမ့်မယ်အဲ့ဒီအချိန်က headphone တစ်လုံးက330ရှိတယ်ဆိုပြီးတော့မယုံနိုင်ဘူးမယုံရှိတဲ့ရောက်လာတဲ့ဒီမှာပြပေါင်းကြည့်ခံစားတယ်ဖခင်ရဲ့မျက်နှာသားအလေးကဒီမှာရောက်လာပြီတဲ့အဲ့ဒါကြောင့်တော့လာမဲ့3-4မိနစ်9မိနစ်ဒီမှာဟိုတော်ထဲမှာဟိုတော်တွေမှာထွေးနေဟိုမှာတော်ရတွေခုတ်တဲ့လူတွေလည်းဖုန်းတွေပါလို့ဆက်ပြီးပြန်လာပါတော့အိမ်မှာညနေခင်းချက်တဲ့အချိန်ရောက်ပြီဆိုတော့အချိန်ရောက်ပါလိမ့်မယ်ဆိုတော့အားလုံးကဝိုင်းဟားပြီးတော့တိတ်မယုံနိုင်ဘူးတော့ပါလို့ဆိုတော့တိတ်တော့မှအခုခင်ဗျားတို့ကားပတ်ကင်ကိုရှာထားပါတယ်နောက်ဆိုလူတွေဖျားရှိဖို့ပဲဆိုကားပတ်ကင်ကောင်းကောင်းရှိတဲ့ဒေတော်တွေမှာလာပါတဲ့ကားပတ်ကင်ချိုးမဲ့နေရာမရှိဘူးလာမှာမဟုတ်ဘူးလေကိုယ်တကယ်ဖြစ်နေတယ်ဆိုတော့တိတ်တော့မှလူတွေကဖုန်းနံပါတ်တွေကိုင်လို့ကျွန်တော်ဆိုတကယ်ချင်းတယောက်နဲ့တော်များများနဲ့စစ်တွေပဲဆိုစစ်တွေလို့တိတ်မရအောင်ဆိုတော့ဖုန်းနံပါတ်တွေသူအကုန်လုံးရတော့လေသူဖုန်းနံပါတ်တွေတကူပြောင်းလိုက်လေကိုယ်အရင်တော့နံပါတ်ဟောပဲရှိတယ်သူ့ဆက်မရဘူးလေသူတို့မှ3-4မျိုးလောက်ရှိနေတာလေအဲ့ဒါပြောဆိုတော့ပြုတ်တဲ့ကောင်တွေမှာကောင်းခြင်းအဲ့ဒီကောင်းခြင်းပြောတဲ့နေရာမှာဝိညာဉ်ကောင်းခြင်းကျွန်တော် focus လုပ်တာဖြစ်တယ်ဟာလေလုယာရောက်လာမယ်ကျွန်တော်ပထမနောက်မှာထိုင်တယ်ပထမလည်းကျွန်တော်ဒီအန်တီနဲ့ပေါ့နော်သူတို့ပထမကျွန်တော်ဘာပြောလို့လဲဆိုတော့နောက်ဆုံးကာလမှာမြန်မာပြည်ရဲ့ cash ကြီးမားတဲ့ဥပဒေလုပ်မယ်အဲ့ဒီလူထောင်လိုင်းတော့ဘယ်လောက်ထိပြင်းထန်လဲဆိုတော့ဒီကမ္ဘာပေါ်မှာမွတ်စလင်နိုင်ငံတွေထိတောင်မှရိုက်ခတ်ပြီးတော့အဲဝတ်ဒီဝေကမပြန်အဲ့ဒီနိုင်ငံတစ်ခါတော့အလုပ်လုပ်နေတဲ့စင်ကာပူမှာမိတဲ့တကယ်ကိုနေပွဲချိန်မှာအလုပ်လုပ်နေတဲ့သူကဆောက်လုပ်ရေးမှာသူကတကယ်ကိုခေါင်းဆောင်ပြောဖြစ်တယ်အမှအင်ဂျင်နီယာပြောဖြစ်တယ်သူအလုပ်လုပ်နေရန်ပို့နေတဲ့ခေါင်းဆောင်ဘုကလည်းအဲ့ဒီချိန်မှာရုပ်တဲ့ဖျားရှိလာနေတဲ့7နာရီလောက်နေရန်ပို့တဲ့ချိန်မှာယူပါပြတယ်အရှိရတဲ့ဘိုင်အာရပ်နိုင်ငံမွတ်စလင်နိုင်ငံတွေမှာဆိုကမ္ဘာပေါ်မှာတန်ရှင်းတော့ပြီးတော့ရှာပဲတော့ပဲလူတွေကခရစ်တော်ကိုလက်ခံပြီးတော့ကြီးမားတဲ့ပြောင်းလဲခြင်းတွေဖြစ်လာတယ်လူတွေကခရစ်တော်အကြောင်းကိုသိချင်တော့အသေးတော်တွေမှာဟိုကလေးငယ်စီမှာတော့ပြီးတော့ငါတို့ကိုခရစ်တော်အကြောင်းလာပြောပါဆိုပြီးတော့ကဲတင်ချင်းရချင်လို့ခရစ်တော်ကိုရချင်လို့လုပ်နေတာတွေလောကပတ်တော်တောင်းယူနေရတာတွေတူညီရတယ်ဟာလေလုယာဘုရားတကယ်ကောင်းချီးပေးတယ်ပြီးခဲ့တဲ့ NYC National Youth Conference စီမှာလုပ်တယ်ပြီးခဲ့တဲ့ပတ်တော်ကနောက်ဆုံးနေ့မှာကျွန်တော်စီမှာကောင်မလေးတယောက်ရောက်လာတယ်သူကကျွန်တော်အရင်လုပ်ရတဲ့အချိန်မှာသူကလာလို့ဆိုပြီးတော့ဆရာကျွန်မငယ်ပါတယ်ကျွန်မနာမည်ကငယ်ပါတယ်ဆရာစကားပြောချင်တယ်ရောက်လာကျွန်တော်အရင်လုပ်ရတယ်ဟုတ်ကဲ့တွေ့ရတာဝမ်းတယ်နောက်မှပြောလို့ရမှာဆိုဟုတ်ဘူးလေဆရာကျွန်တော်လည်းဘုလုံးကတော့မချဘူးဆရာကျွန်မလည်းစကားပြောမှရမယ်ဟုတ်ကဲ့ဘာကိစ္စလဲဆိုဆရာကျွန်တော်ကစုတောင်းပြီးတယ်ဘာလို့စုတောင်းပြီးရမလဲဆိုကျွန်မခရစ်တော်ကိုကဲတယ်မရှိတဲ့ခံချင်တယ်ဟာခင်ဗျားပြရမဟုတ်လားမဟုတ်ဘူးလေကျွန်မကဒီမှာ
တိုင်းခရစ်တော်ကိုလက်ခံချင်တာတဲ့ကျွန်မကိုလုပ်ပေးပါဦးတဲ့ကျွန်မခရစ်တော်ကိုလက်ခံချင်ဘယ်လိုလုပ်ရမလဲအမလီခေါ်လိုက်တာပေါ့နော်တော်ဝင်ကဆရာတော်ပြီးတော့တောင်းနေတာဟုတ်ပြီကျွန်တော်ဆုတောင်းမယ်အလုပ်ရမ်းပြတော့ဟုတ်ပြီကျွန်တော်ဆုတောင်းပေးမယ်ဆိုတော့ကျွန်တော်ဆုတောင်းပေးတယ်ပြီးတော့ကျွန်တော်စင်ကာပူဖုန်းနံပါတ်ကိုပေးထားတယ်မကြောက်တော့ကြာလာတဲ့စင်ကာပူမှာကျွန်တော်မလီခရရောက်သွားတဲ့အချိန်မှာသူကျွန်တော်ဖုန်းဆက်တယ် Viber နဲ့ဆရာကျွန်မပါဆိုပြီးတော့သူပြန်လေးဆက်ပြီးတော့ကိုဆရာကျွန်မကိုပြောဆုတောင်းပေးပါလေခရစ်တော်ကိုလက်ခံချင်တယ်စောင့်နေတာတစ်ပတ်တော့ရှိနေတယ်ဟုတ်ပြီတော့ကျွန်တော်မာကွာကဲနေချင်းအဲ့တော့ဝင်ကကျွန်တော်လူတွေပြောင်းလဲအောင်ကျူးစားနေတဲ့လူတွေလေအတိမလာနေပြီလေအဲ့ဒါလည်းကျွန်တော်ဆုတောင်းတယ် Viber နဲ့နည်းနည်းပါပြောတယ် NYC တော့ဆိုသူနောက်ဆုံးနေ့မှာသူကခရစ်တော်ကိုလက်ခံတော့လုံးဝဆုံးဖြတ်ချက်ကြတာပြီးကျွန်တော်အဲ့ဒီနေ့သူလုံးဝဖျားနေတာလုံးဝခေါင်းမှုပြီးတော့လုံးဝမထွက်နိုင်ဘူးအဲ့ရနေမိဘတွေကတာသူကမွန်လူမျိုးတော့ခရိယာဖြစ်လာဖို့အရင်ခဲရတဲ့လူမျိုးအဲ့ဒါနဲ့သူကထွက်လာပြီးတော့ဘာပြောငါဘာမှတော့ဒီဘုရားနဲ့သူရောက်လာတာဖြစ်တယ်နောက်ဆုံးတော့ငါရောက်တော့လည်းငါခုတော့ခံစားရဆိုတာသိတယ်ဆိုပြီးတော့သူဆုံးဖြတ်ချက်ကြပြီးတော့ကားပေါ်တက်ဆီငါပြီးတော့ရောက်လာတော့ဘာဖြစ်လဲဆိုတော့တက်ဆီပေါ်မှာတော့ခေါင်းမှုပြီးတော့အားနေအဲ့ဒါနဲ့တက်ဆီကတော့ကောင်းတယ်တက်ဆီကတော့ပြန်ပို့ရမယ်ဆိုတော့မဟုတ်ဘူးလေကျွန်မရောက်အောင် MCC ပို့ပေးပါကျွန်မအဲ့ဒီနေရာရောက်ပြီးသမီးကိုလုပ်ပေးပါဆိုတော့တက်ဆီ driver ကိုပို့တောင်းတယ်အဲ့ဒါ taxi driver လည်းတကယ်ကောင်းတဲ့လူဖျားပြင်ဆင်ပြီးတော့တော့အခွင့်အရေးကိုလိုပဲနဲ့ MCC ရဲ့ချိန်ကိုလိုပြီးတော့ရောက်လာတယ်အဲ့ဒီ MCC မှာတရားဟောတာတော့ကြာသူအခမ်းမနာကတ်တာနဲ့ချီးမွမ်းတဲ့ priest တန်ကိုချီးမွမ်းတဲ့တန်တွေကြားတယ်တခါလေကိုအထဲမှာလေတခုကလှုပ်ရှားပြီးတော့စာလုံးချင်းတခုကအရင်တူလာတယ်အဲ့ဒါလည်းအထဲလေးရောက်အဲ့ဒီရှိမှသူတွေကခုံလူငယ်တွေချီးမွမ်းတာသူရောအဲ့မှာသူပါဝင်ပြီးတော့အဲ့ဒီချိန်မှာသူ့ရဲ့ချမ်းသာချက်ကိုလုံးချင်းပြောင်းသွားတယ်ဟာလေလုယာအဲ့ဒါကိုခရစ်တော်ကိုလက်ခံကြတယ်အဲ့ဒီဘုရားကစစ်မှန်တဲ့ဘုရားဆိုတော့ကျွန်မသိရဆိုသူဆိုဖြတ်ချပြီးတော့ခုချိန်မှာသူ ICC တဲ့တော့ဘုံမှာပါဝင်နေတယ်ဟာလေလုယာဘုံလူမျိုးပြောင်းဖြစ်တယ်လက်ကိုဘုရားရှင်နာမှာပြထားတယ်ဒီကွာသူ့ရဲ့နေရာသူ့ရဲ့တော့မနေကြကငငယ်လေးပဲသူကအဝိကနိကောဆက်လာခြင်းတယ်ဒါပေမဲ့သူ့အလုပ်ချင်းရဲ့သူခွင့်ပြုချက်မရဘူးအဲ့ဒါလည်းသူဘာလို့လဲသူ့ရဲ့မနေကြက RCC တော့နေဖြစ်တယ်ဒါပေမဲ့သူကဘောလုံးစင်တာမန်ခရီးရတယောက်ဖြစ်တယ်အဲ့ဒါမဲ့ငငယ်လေးသူ့မနေကြကိုသူခေါ်လာတယ်ခေါ်လာပြီးတော့ဖျက်ရှိဖို့လည်းဒီမနေ့ပြီးတော့ကျွန်တော်လည်းမိတ်ဆွေဆရာကျမရဲ့မနေကြတဲ့သူရဲ့မနေကြသူ့စကားပြောပြီးတော့သူခွင့်ပြုမှကျမလာလို့ရတယ်အဲ့ဒါသူ့ပြောလိုက်တော့ရတဲ့ကိစ္စကိုကျမပါလာခဲ့တယ်ဟာလေလုယာကျွန်တော်မနေကြကိုခေါ်လိုက်ပြီးပြီသူလည်းမနေကြလည်းကိုယ်လာလို့ရတယ်ပြောချင်တာတော့မြန်မာပြည်မှာလူတွေအရင်စားလောင်လာတယ်နော်ဒီမှာ TV စဝိုင်းမှာလေမြန်မာအစီအစဉ်စပြီးဆိုကြတဲ့ဆမ်မခါကျွန်တော်ပြောအရန်ခွာရတယ်ဘာဖြစ်လို့လဲတိတိလိုနဲ့ကျွန်တော်ပြောဆုံးပြီးနေဖမ်းစရာတော့ရှိသေးတယ်ဒါပေမဲ့တကယ်မြန်မာပြည်မှာပျောက်ဆုံးနေအများစုကဗမာလူနဲ့ဟောရမယ့်ဗမာတွေဖြစ်တယ်တိုင်းသားတွေတော်တော်များရှိတယ်ဒီနေရာမှာဗမာလူစပြီးတော့လုပ်ပြီးဆိုကြတဲ့နောက်မကြခင်မှာဘုရားကဒီလောက်ကောင်းတဲ့လှပတဲ့ကြီးတဲ့ဗီဒီယိုပြထားတာပျောက်ဆုံးဝိညာဉ်များစွာရိတ်နေတဲ့နေရာဖြစ်ဖျားရှိကောင်းတည်ဖြစ်တယ်ဟာလေလုယာကိုလိုမျိုးပါတာနဲ့လုံတာဘူးခွေတာကောင်းတဲ့အဲ့ဒါစက်တီးမယ်ဒါပေမဲ့အဲ့ဒါကနံပါတ်3တော့လူမျိုးတကာကခရစ်တော်ကိုသိပြီးကျွန်တော်အစီခံရတယ်ဘုရားကအဲ့ဒါကြောင့်ဒီဗီဒီယိုပေးထားတာဘီလင်းကိုတောင်းတဲ့လူလာတဲ့ဘီလင်းကိုတောင်းတဲ့ဘယ်လိုလဲညာရောဒီထက်မှ TVC ကိုရသွားတယ်အဲ့ဒီကတော့ဘာလို့ဆိုတော့ဟွာကြောတော့ကိုထဲမှာကိုလောက်တဲ့အလုပ်များဖို့မဟုတ်အဲဟိုဒီလူမျိုးတကာလူတွေကကြားနာပြီးခရစ်တော်ကိုရောက်ွယ်နေရတော့ဖြတ်ရှိခြင်းချင်တာဖြစ်တယ်ဟာလေလုယာအဲ့ကြောင့်လည်း on fire နဲ့ဆရာတော်ကိုဖျက်ရှာစပြီးတော့ခွင့်ပြုတာဖြစ်တယ်ဟာလေလုယာအာမင်ကျွန်တော်ဒီရဲ့စကောတယ်ခုနကျွန်တော်ကျမ်းစာထဲမှာဖတ်တဲ့တိုင်းပဲတခါကျွန်တော်ဆုတောင်းတော့လေဘုရားကဒီကျမ်းပိုက်ကိုညလုံးပေါက်ဆုတောင်းတဲ့ညမှာကျွန်တော်ကိုဖွင့်ပြတာဖြစ်တယ်ကျွန်တော်အတဲတော်မှာတောက်ကြရတဲ့ညလုံးပေါက်ဆုတောင်းတယ်မနေ့4နာရီတော့ပြီးတော့တယ်အားလုံးပြန်ပြီးတော့ကျွန်တော်အိပ်ရပြင်ပြီးတော့အိပ်ဖို့လို့တော့4နာရီပြီးတော့မှဆုတောင်းပြီးတော့အိပ်ဖို့လို့တော့နောက်တနေ့ကကျွန်တော်စင်ကာပူမှာရှိတဲ့အတဲတော်4ပါတော့ပေါ်တဲ့ argument ဆိုတာက NYC ကိုဦးဆောင်တဲ့အဖွဲ့ဖြစ်တဲ့ A က ART argument ပေါ့နော် A က awakening R က revival T က transformation စင်ကာပူနဲ့မြန်မာပြည်မှာမြန်မာလူမျိုးတွေရှိတဲ့နေရာမှာနိုးထမှုရိတ်သိမ်းခြင်းနဲ့ပြုတ်ပြပြောင်းလဲခြင်းကိုမြင်ကျွန်တော်အသေးတော်တော့ပါကျွန်တော်အသေးတော်ရဲ့ second power focus တွေရဲ့ဆရာစောတိရတဲ့ခုနဆုံးပေါင်းပြီးတော့ကျွန်တော်လှုပ်ရှားနေတာဖြစ်တယ်အဲ့ဒီနေရာမှာကျွန်တော်တို့ကပတ်တော်ဝင်ကားရတယ်ကျွန်တော်မှတော့ပြင်ဆင်ပြီးသားရှိတယ်အဲ့ဒါနဲ့မနေ့4နာရီခွဲလေးရောက်တော့ဖခင်ကအရင်ဆုံးဆော်တယ်အဲ့ဒီလောင်တော်မီဟေလေးထဲမှာကျွန်တော်ဖခင်ကြီးလောင်တော်မီနဲ့ပြည့်တဲ့ဖခင်ဆိုပြီးတော့ရေးထားတယ်ဟုတ်တယ်နော်ဟေလေး over လာစားတယ်ဆိုတော့အဲ့ဒီတိုင်းဖခင်ကအဲ့ဒီလောင်တော်မီအဲ့ဒီ fire နဲ့ကျွန်တော်စကားပြောတယ်အဲ့ဒါကြားစာပတ်တယ်မနေ့4နာရီခွဲအဲ့လိုမျိုးမိတက်ဖို့လေကိုလုံးဖခင်က revelation ဖွင့်ပြတော့ခုပြီးကိုကျွန်တော်ရေးတယ်နောက်တနေ့ကျွန်တော်ချစ်ချစ်ဝင်လာတယ်ဘုရားဖွင့်ပြတဲ့ရကိုဒီနေ့ရတဲ့အချိန်မှာခဏလေးကျွန်တော်ဝင်လာမှာဖြစ်တယ်ဆိုတော့လူတယောက်ကလေတခါအမေရိကန်နိုင်ငံမှာ
ရွာသူရွာမှာအဲ့ဒီရွာကတိုက်ရက်တဲ့လှပတဲ့တရွာလုံးကယုံကြည်သူခရစ်ယာန်ရွာဖြစ်တယ်အဲ့ဒီရွာမှာထူးထူးခြားခြားမယုံကြည်သူဖယားမဲ့ဝါဒီတမန်တယောက်ရှိတယ် FPS တယောက်ရှိတယ်သူကတော့ဖယားမရှိဘူးလို့သာယုံကြည်တယ်ဒါပေမဲ့သူကတကယ်သဘောပေါက်ပြီးစိတ်ထားကောင်းတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်ဒါပေမဲ့သူကဖယားမဲ့ဝါဒီတမန်အဲ့ဒါလည်းသူကတတိကျတော့ရွာမှာဘာဖြစ်လဲဆိုတော့အဲ့ဒီဖယားရှိခိုးကြောင့်ကြားမရှိတယ်အဲ့ဒီဖယားရှိခိုးကြောင့်ကမီးကြီးတဲ့တော့ပဲမီးတော့တရွာလုံးကတက်ကိုအုပ်တက်ဖြစ်ပြီးတော့အဲ့ဒီအားလုံးပြေးသွားတဲ့အဲ့ဒီမီးတော့တဲ့ဖယားကြောင့်ကမီးကိုအငြိမ့်တက်ပြရကိုလုံးကတရွာလုံးကအဲ့မှာရောက်လာတယ်အဲ့မှာထူးထူးခြားခြားဘာဖြစ်လဲဆိုတော့အဲ့ဒီဖယားရဲ့ဝါရီတမန်ကလည်းအစောဆုံးတရွာလုံးအဲ့ဒီမီးအငြိမ့်တက်ကိုသွားနေတဲ့တော့အစောဆုံးအရင်ဆုံးအဲ့ဒီဖယားကြောင့်ပြိမှန်တော့ရောက်ပြီးတော့ကြီးတက်သူလုံးရှာတာသူတော့တိတ်တော့လူကြီးတယောက်ကပြီးတယ်ဟာခမရလည်းဖယားရဲ့ဝါရီဖယားရှိပါဘူးပြောပြီးတော့ဘာလို့ဖယားကြောင့်ရောက်လာတာလဲတဲ့ငါတစ်လုံးကဒီရောခမရဖယားကြောင့်ဝေထဲရောက်လာတာဝေလာတာငါတိတ်တာပထမဆုံးချိန်ဖြစ်တယ်ဆိုရင်သူ့ကိုတွားပြီးတော့နှောက်လိုက်တယ်အဲ့ဒါလည်းအဲ့ဒီဖယားရဲ့ဝါရီတမန်ပါပဲဆိုဟုတ်တယ်ငါဘဝတစ်လျှောက်လုံးမှာလည်းဒီကောင်မှာဒီအတင်းတော့မှာမီးလောင်တာကိုပထမဆုံးတင်ပြီးတော့ငါဖယားကြောင့်ရောက်လာတာဖြစ်တယ်ဟာလေလုယာအတင်းတော့မှာလူတွေခေါ်ဆရာမလို့အတင်းတော့ကဝိညာဉ်မိသားတော့လူတွေကရောက်လာနေတယ်ဟာလေလုယာလူတွေကရောက်လာနေတယ်အတင်းတော့ကဘာဖြစ်လို့ငြိမ်သက်နေတာလဲအတင်းတော့မှာလူတွေပါပြီးတော့ကလာတာလဲမီးမှမရှိတာဝိညာဉ်မီးမှမတော့တာမိသားတော့ချင်းပုံရောက်လာတယ်ရာမလို့တရားမှာတော်တယ်မှာဘယ်သူမှကိမဆိုင်တဲ့ဒလာခုပြအဲ့မှာမိသားတော်တော့ချင်းတမျိုးလုံးရဲ့6တန်းလောက်ရဲ့ attention ကအဲ့ဒီမှာတနာရီလုံးကအဲ့ဒီတရေကတနိုင်ငံလုံးတမျိုးလုံးကတည်တယ်တရေစာတွေမှာပါလာတယ်နော်တရေမှာကြားနေတွေမှာချစ်ချစ် Facebook မှာတက်လာတယ်ဘာလို့အဲ့ဒီနေရာမှာအဲ့ဒီရက်ပေါ်မှာအဲ့ဒီအိမ်ကမီးတော့တယ်ဒီ TV ဆိုရင်တော့လည်းမိတ်ဆွေနဲ့ပတ်သက်တဲ့တင်းတော်နဲ့မိသားစုကဝိညာဉ်မီးတွေတောက်အောင်ကြည့်အဲ့ဒီမီးအပြင်တကဘာတော့ချစ်ချစ်အားလုံးအာရုံစိုက်ကရောက်ပါလိမ့်မယ်ဟာလေလုယာဟာလေလုယာအဲ့ဒီမှာတော့ဆက်ပြီးစားပြီးတော့လာတော့လည်းကြောင်ရဆရာတို့အလိုအလျောက်လို့တဲ့တင်းကိုမီးပြီးတော့ရောက်ပါလိမ့်မယ်ဟုတ်ပြီတမိုင်းကိုကြည့်မယ်ဆိုတမန်ကျမ်းစာကိုကြည့်မယ်ဆိုအဲ့ဒီဝိညာဉ်မီးနဲ့မထိတွေ့တဲ့လူဝိညာဉ်မီးတော့တောက်အောင်တဲ့လူတက်တာမှာဘာမှမထူးခြားဘူးဆိုတော့ပြနေတယ်ခုနကကျွန်တော်ကျမ်းစာထဲမှာပထမဆုံးကျွန်တော်ဖတ်တာကသူ့ကြောင့်လဲဆိုတော့မောရှေကြောင့်ပြည့်ရတဲ့ကျမ်းထဲမှာမောရှေကြောင့်ပြည့်မဲ့ဆိုရင်ကျွန်တော်အသေးစိတ်တော့မပြောတော့ဘူးအားလုံးသိပြီးသားဖြစ်တယ်အားလုံးတခုတော့ကျွန်တော်ကိုယ်တောင်းချင်တယ်ကျွန်တော်စကားတွေပြန်တယ်ဒီနေ့ဒီချိန်ကာလကတချို့ကလုံးပြန်ခဲ့တဲ့ကွန်ပျူတာခက်လုံးပြန်ကွန်ပျူတာခက်တော့တော့ဒီနေ့ဒီချိန်အလင်းဆိုအလင်းရဲ့အလင်းတော့မှဘာမှညာမီလို့မလို့ဒီဆိုချစ်ချင်ပါတော့တရားဟောဆက်တယ်မှာလည်းကြီးကြီးမှသွားတယ်နော်ကျွန်တော်ကျေးဇူးပြုအိမ်မငိုင်းပါနဲ့ကြံခဲ့တယ်နော်ပေါ့ပေါ့ကျွန်တော်မျက်စိအရှင်ရှင်ထားပါကျွန်တော်လည်းတခါလိုက်ပါပါအရင်ဆုံးကျွန်တော်ဝေးဆိုပါမယ်ဟာလေလုယာအမြန်ဆုံးကိုအပြည့်ဆုံးတဲ့တည်နေတာဖြစ်တယ်အဲကြောင့်တရားဟောလည်းညံမယ်နှုတ်ခေါ်တော့လည်းညံမယ်သွားတဲ့ခရီးလည်းရောက်တဲ့ပန်းနိုင်လည်းအမြန်ဆုံးရောက်ပါမယ်ဟာလေလုယာโอเคထွန်းပြကအကြမ်းကြည့်နေဆိုရင်မောရှိကသူ့ရဲ့အသက်တာမှာကြီးပြလာတဲ့ဖာရောရဲ့ဝိညာဉ်တော်ထဲမှာအကောင်းဆုံးပညာလေးနဲ့အကောင်းဆုံးစားတဲ့အတွေ့အကြုံလေးတောက်ရောက်လာပြီးတော့စီးတဲ့ဥစ္စာပိုင်းမှာကြည့်မလားအတွေ့အကြုံပိုင်းမှာကြည့်မလားဉာဏ်ပညာပိုင်းမှာကြည့်မလားအကုန်လုံးပြည့်စုံတဲ့တက်တာနဲ့ကြီးပြလာတဲ့လူငယ်တစ်ယောက်ဖြစ်တယ်။တမန်ကျဆုံးကျွန်တော်စင်ချင်ပြီးကြည့်တဲ့ချိန်ကျကျွန်တော်ဗာသတိထားမိတယ်ဆိုတော့အဲ့ဒီခေတ်ခါတော့မောရှိတို့ခေတ်တော့လူတွေရဲ့တိတ်ပံပညာထုံးကားမှုကလေတကယ်ကိုမြင့်မားတယ်လူတွေအသက်ပညာကမြင့်မားတယ်ဆိုကျွန်တော်သတိထားမိတယ်။ဒီချိန်ကတိတ်ပံခေတ်မှာလူတွေကကမ္ဘာသမိုင်းမှာဒီတိတ်ပံခေတ်ကဒီချိန်ကာလကအမြင့်ဆုံးလို့ပညာရဲ့မှာအမြင့်ဆုံးလို့ပြောပြမယ်လေမောရှိခေတ်တော့ပညာကိုလုံးဝမနေဘူးလို့ကျွန်တော်ယုံကြည်တယ်။ဘာဖြစ်လို့လဲဖာရောဘုရင်နန်းတော်မှာ မာမီတွေဒီဖာရောဘုရင်ရဲ့အလောဝဲဆိုသူတို့စီးတဲ့အဲ့ဒီဖာရောခေတ်တော့မောရှိခေတ်တော့စီးတဲ့သူတို့လိမ့်ပြီးတော့ဒီတိုင်းရှိနေတာဒီနေ့ဒီချိန်သူခန္ဓာကိုမပြတ်ပဲနဲ့သူတို့တိတ်ပံပညာရှင်တွေ့တယ်။ဒါပေမဲ့ဒီလိုဖြစ်တော့ဘာစီးနေလို့လဲဆိုတော့ဒီတိတ်ပံပညာရှင်အတော်ဆုံးတတ်ဆုံးတွေကဒီနေ့ထိရှောင်းလို့တွေ့တယ်တော်ပါတယ်တတ်ပါတယ်ဆိုတဲ့ဒီတိတ်ပံပညာခေတ်မှာတိတ်ပံပညာရှင်တွေကမောရှိတို့ခေတ်တော့အဲ့ဒီပညာတွေရက်တခုတော့သူတို့ခေါ်လို့မရဘူးဆိုတော့အဲ့ဒီခေတ်တော့ပညာကဘယ်လောက်အဆင့်နဲ့စဉ်းစားကြည့်အဲ့တော့မြင့်မားတဲ့အကောင်းဆုံးသောပညာတွေကိုတောက်မြောက်ပြီးကြီးကနာတဲ့မောရှိကတော့ဆိုငါမှတော့ပြည်စုံလာပြီငါမှတော့ဝေးကြီးကြည့်မလားအာနာကြည့်လားပညာရေးကြည့်လားစုံနေလာပြီငါလူမျိုးကိုငါကဲတခုကြိုးစားမယ်ဆိုပြီးစပြီးတော့အကြံစီနဲ့ဆုတောင်းစတင်လာတယ်အားလုံးပြည်တဲ့အတိုင်းပဲလုံးဝအဆင်မပြေပဲနောက်ဆုံးဖာရောဘီရဲ့အမြင့်တော်ကိုကြောက်ပြီးတော့အသက်ခံတဲ့ဘေးကနေကြောက်ပြီးကိုတော်ထဲကိုထုတ်နေတယ်ကျွန်တော် focus လုပ်ချင်တဲ့ကအဲ့ဒီနောက်ပိုင်းပဲဖြစ်တယ်တော်ထဲမှာကြည့်နေဆိုမောရှိကနှစ်ပေါင်း40လုံးကိုတော်ထဲမှာသူတွေထင်းကြောင်းရင်းနဲ့အဲ့ဒီတော်ထဲမှာနေရတယ်နှစ်ပေါင်း40တော့နှစ်ပေါင်း40
nít bao lý sẽ mi đây tu lúc nào cả bà đấy rồi tối mà đi chả quá đi chả là đi chả ấy tối mà bà phi à mà xí để nó đi sang thế mà đâu mà phi nhà mẹ xong lúc khỏi đấy bà mà đi để tu để của thấy cháu để lúc đấy mi đây nóแต่แกชื่อเจ้าก็ကျွန်တော်တခါပါပြောလို့လဲဆိုတော့လင်းနေရတွေတဲ့လူထူးခြားချက်ကလင်းနေရတွေမယူခင်တော့ရုပ်တွေကသူ့ဟာသူရှိတယ်ဒါပေမဲ့ယူသွားပြီဆိုရင်ကြာလာတဲ့တယောက်နဲ့တယောက်ရုပ်ကအရန်စင်တယ်တဲ့လင်းနေရတွေဘာဖြစ်လို့လဲနေ့တိုင်းမြင်နေတော့အတူစားတယ်အတွေ့ရတူလာဆိုသူတို့တယောက်ကနေ့တိုင်းနေတော့မြင်တဲ့အတိုင်းသူကြည့်နေတာကြည့်ပြီးတော့ရုပ်ကအစင်သွားတယ်ဆိုတော့ကျွန်တော်ခက်မှကြည့်တယ်အော်မောရှိတဲ့နေ့တိုင်းသူမြင်တာကသူတွေဆိုတော့သူရုပ်နဲ့သူရုပ်တော့လာတယ်စဉ်းစားမိတာစဉ်းစားကြည့်ဒီတော့ကြံတဲ့လူကိုကြည့်စရာမှမရှိတာတော်ထဲမှာဘာမှမရှိသူရောက်ခမမိသားဆိုတဲ့သူထိန်းချောင်းတဲ့သူတွေနဲ့နှစ်ပေါင်း40လုံးကိုသွားတယ်စဉ်းစားကြည့်တော့ကျွန်တော်ဆိုရင်တခုမလုပ်နဲ့ဆိုတော့အသစ္စာကိုပေါ်ကြတယ်ဒါပေမဲ့အဲ့ဒီအသစ္စာမှာပဲတနည်းတော့ကျတော့ငြင်းငွေ့နေဆိုတော့မရှိတာမှကြည့်နှစ်ပေါင်း40လုံးအတော့ကမပြောင်းဘူးသွားတဲ့နေရာမပြောင်းဘူးဟိုနေကြပြီမပြောင်းပဲနေရတယ်ဘယ်လောက်ပြင်းစားအောင်လဲဘယ်လောက်ချောက်သေးလဲသူတတာတော်တော့ဒီတိနာတော်ပေါ်နဲ့ဒီတဝိုင်းမှာပဲတွားတယ်ထိန်းတော့တဲ့ဒီတူတွေဘာမှမတတ်တယ်ဘာမှမသိတဲ့တူတွေထင်ရတယ်ပြန်လာတော့လူစလို့သူရောက်ခမတဲ့တူအိမ်မှာသူ့သားသမီးတွေပဲနေရတယ်နောက်ဆုံးသူ့ရဲ့အနက်တော်မှာသူနဲ့ချိန်ချောတော့ပြောပါလေသူရုပ်ဖတ်ပေါက်ဒါအဲ့ဒီချင်းသူကျင်နေတာလေနောက်ဆုံးတော့မောရှိဆိုတဲ့လူကကပ္ပသမိုင်းမှာကျမ်းစာမှာအားလုံးကကောင်းကြည့်ပြီးတော့ဘုရားကပဲချိန်မှာပြည့်ပြည့်သွားတယ်ဆိုတော့အဲ့ဒီတိနာတော်ပေါ်မှာတရက်ကြတော့သူလုံးဝမထင်မှမဲနဲ့တွားနေကြလာနေကြနေရမှာမထင်မှပဲနဲ့တွားရင်လာရင်နဲ့အဲ့ဒီမီးနဲ့သူစပြီးတော့တည်တယ်ဟာလေလုယာချုံပုတ်ချုံနေရမှာမီးတော့ဒါပေမဲ့လုံးဝမကျွမ်းတော့အဲ့ဒီမီးအဲ့ဒီ fire ကိုတွေ့တယ် fire ပြီးတော့အဲ့ဒီမှာဘုရားရဲ့သူနဲ့စပြီးတော့အဲ့ဒီမီးနဲ့ထိတွေ့တဲ့နောက်ပိုင်းမှာမောရှိဆိုတဲ့ပုဂ္ဂိုလ်ကဖြစ်လာတာဖြစ်တယ်အဲ့ဒီနောက်ပိုင်းမှာဘုရားရဲ့တန်တော်ကြားလာတယ်ဘုရားရဲ့ဖွင့်ပြချက်ရလာတယ်ဘုရားဖွင့်ပြတဲ့ယုံကြည်ခြင်းခြေလှမ်းလာတယ်လမ်းနဲ့အတိုင်းပဲဣသီလသမိုင်းမှာသူတို့နှစ်ပေါင်း400ကျော်လောက်ဆောက်စားလာခဲ့တယ်ကဲလို့ချင်းကဲတဲ့ချင်းကောင်းကြီးကသူ့လူမျိုးကကောင်းကြီးခံစားလာတာဖြစ်တယ်အဲ့ဒါကြောင့်မောရှိရဲ့တတာကိုနောက်တစ်ဆင့်မောရှိဆိုပြီးတော့ဘုရားရဲ့ကြံစီထားမြောက်စီတဲ့အစိတ်ကပဲချိန်ပါလေဆိုအဲ့ဒီတော်ပေါ်မှာမထင်မှတ်ပဲအဲ့ဒီမင်းရဲ့တွေ့တဲ့နေရာကြီးဆိုတော့တတာကပြောင်းလိုက်သွားတာဖြစ်တယ်ယုံကြည်သူခရိယတွေနောက်ကဘက်တော့ဂျာတိပေါင်းတွေအများကြီးကြာပြီခရိယတိုင်းမှာနေကျတဲ့အခြေတင်လာတဲ့တချို့လူတွေတတိခါကျွန်တော်ကြားတယ်ဘာလို့လဲမမွေးခင်ကခရိယဟုတ်တယ်နော်တချို့အရာကိုကျွန်တော်မမွေးခင်ကခရိယကျွန်တော်အဖေကလည်းဘောရောဆောင်ဘုကလည်းဘောရောဆောင်မျိုးဆက်40 50ဆောက်ဘောရောဆောင်ပြီးကိုယူစားကောင်းပါတယ်ကောင်းပါတယ်ဝိညာဉ်မွေးတဲ့အများကြီးစကားပါတယ်ဒါပေမဲ့မိတ်ဆွေကိုယ်တိုင်အဲ့ဒီမင်းနဲ့မသိဘူးဆိုမိတ်ဆွေခရတော်လို့မရဘူးမင်းနဲ့တွေ့သွားတဲ့ကျွန်တော်ခရတော်လို့ရတယ်ဟုတ်ပြီဆက်သွားမယ်အာဗြဟံတက်တာချင်းတယ်အာဗြဟံတက်တာချင်းတယ်ဆိုဘုရားကဂတိတော်တဲ့ကိုသူ့ရဲ့လူမျိုးမိသားစုတွေခေါ်တော့ပြီးတော့လူမျိုးကြီးဖြစ်စေတယ်ဆိုပြီးတော့ကောင်းချီးပေးပြီးဂတိတော်တဲ့ကိုထွက်လာတဲ့အာဗြဟံကြီးဖြစ်တယ်သူထွက်သွားတဲ့ယုံကြည်ခြင်းခြေလှမ်းနဲ့ဘုရားမြင်နိုင်တဲ့လောကကောင်းချီးတွေလည်းအများကြီးပေးထားတယ်ဒါပေမဲ့သူ့ရဲ့ကောင်းချီးအားလုံးပြည့်စုံတဲ့ဣဇက်တိုင်းဇက်ကိုတော့သူမမြင်ရဘူးသူနှစ်ပေါင်းများစွာဆောင်းရတယ်နောက်ဆုံးဘုရားကသူ့ရဲ့ဂတိတော်တိုင်းသူ့ရဲ့ဂတိတော်မြည်တိမ်ပိုက်ွယ်ကောင်းကြီးပြုပြီးတော့တားကိုပေးတယ်။တားလည်းအရေးကြီးတဲ့နာတွေတချို့ကျန်းစာကျွန်တော်ငင်းတော့ဖိနေတယ်။ဆရာမတွေအပြစ်တင်တာမဟုတ်ပါဘူး။ဆရာမတွေလည်းကလေးငယ်တွေဆိုတော့ကျွန်တော်တင်ပြီးနေဟိုအာဗြဟံကျောင်းလို့ဣဇက်ကျောင်းလို့ပြောလို့ရှိရင်ဣဇက်ကပူဇော်ခံတဲ့ချိန်မှာအာဗြဟံကသူ့ကိုပူဇော်တဲ့ချိန်မှာကလေးလေးတော့ကျွန်တော်ထင်တယ်။ကလေးလေးကဒါပေမဲ့တမန်ကျန်တဲ့ပုဂ္ဂိုလ်တွေပါပဲ။ဣဇက်ကအာဗြဟံကရစ်ပူဇော်ပြလုပ်တဲ့ချိန်မှာဣဇက်ရဲ့တက်က30ကျော်ဖြစ်တယ်။တကယ်ကိုအားကောင်းမုန်းတဲ့တောင်းတော်မီအသက်ရွယ်အဲ့ဒီခန္ဓာကိုပိုင်ဆိုင်တဲ့ခွန်အားကိုပိုင်ဆိုင်တဲ့မှာသူ့ဖေကသူ့ကိုပူဇော်ပွဲလုပ်တာဖြစ်တယ်။ဟုတ်ပြီကျွန်တော်ကြားရရင်တော့ဘုရားကသူ့သားကိုပြန်တောင်းတယ်။သူ့မှာနောက်ထပ်သားလေးရှိတော့အဲ့ဒီဂတိတော်နဲ့ပြည့်စုံစေတဲ့သားကိုသူရတယ်ဒါပေမဲ့အဲ့ဒီသားကိုဘုရားကပြန်တောင်းတယ်။ဒါပေမဲ့အာဗြဟံကယုံကြည်ခြင်းနဲ့ချိန်လာပြီးတော့ဘုရားကတခုခိုင်းတယ်ဆိုသူအပြည့်အဝတောင်းယူတယ်ဆိုတာသိတဲ့ဘုရားရဲ့ကြောင့်သူလုံးဝယုံကြည်ချက်ကိုးစားပြီးတော့ဘုရားတောင်းတဲ့အရာကိုပူဇော်ပွဲသူတုံးရဲ့ခရီးဝေးတဲ့နေရာကိုသွားတယ်ကျွန်တော် focus ကိုကျွန်တော်ပြောချင်တယ်အဲ့ဒါနဲ့တော့ပေါ်ရောက်တော့သူ့မှာတားကဘာအောင်ချက်ထဲမှာကျွန်တော်ပါတယ်အဲ့ဒါကိုအခန်းရောက်ဖို့ဣဇက်ကပါပဲပြေးတယ်မီးလည်းပါတယ်ထင်းလည်းပါတယ်ဗမာလည်းရစ်ကောင်းတယ်ရစ်ကောင်းမှမရှိဘူးအဖေကလည်းသူ့သားဆိုတာလည်းမပြောပြရဘူးမပြောပြနိုင်တော့ဘူးအမှန်တော့သူကရစ်ကောင်းဖြစ်နေတယ်ဆိုတော့တရားကိုကျွန်တော်စ
真的要这个西高西的人们，就被讲白嘛，就好了嘛，加入我不要个哎呀嘛，就不加了，对不对？哎呀嘛，就把不要也不加，就把空安一样来说。天家把古上来说，跌打啵，哎，天家把古上来说，跌大个嘛，看嘞，哎，跌到古上来，但係我說以色列跌到古上來，但係哎嘛，攞個巴到古上來，哎，天家你話開嚟，對呀，攞個巴到，對啊，攞個巴到古上來，巴到你有行啲咩嘛？阿sau來攞個巴到是咧，拖攞個巴到個培養嘅都是咧，拖攞個巴到個培養嘅嘢咧，嗱我哋嘛，後來就係先有啲咩嘛，拖攞個巴到個路上啲看住ပြီးတော့တူလူတွေစီမှာကြွလာတယ်，拖攞個巴到個邊度咧？ခရစ်တော်ဖြစ်တယ်။ဟုတ်ပြီ။အဲ့ဒီနောက်ကပတ်တော်အဲ့ဒီထေကနောက်ကပတ်တော်ကိုပုံဆောင်လဲလို့ကျွန်တော်ပြပြချင်တယ်။ပြီးတော့ထေပြပါလေမီးရှိတယ်တဲ့။ fire ကြောင့်ပြောလို့ရှိရင်အများကြီးသူ့ကိုပုံဆောင်လဲဆိုတော့တန်ရှင်တော်ဝိညာဉ်ဖြစ်တယ်။ဟာလေလုယာ။တန်ရှင်တော်ဝိညာဉ်ကိုပုံဆောင်တယ်။ဟုတ်ပြီ။ဘယ်မှာလဲဆိုတော့အသုံးတော်ခံတဲ့နောင်ကျော်မဲ့အစီကမဲ့ကိုပုံဆောင်တဲ့ရစ်ကောင်ကဘယ်မှာလဲ။တာခမီးအိစကမီးအရန်ကတော့ဖျားထောက်ပံ့လိုက်တယ်။နောက်ဆုံးသူတာကိုတက်ခါနေမှာကောင်းတဲ့ကစကားပြီးပြီတားနေရမှာဖျားကြီးကောင်းပြီဆိုပြီးသူတက်တယ်။ကျွန်တော်ပြောချင်တာကအဲ့ဒီနေရာမှာသူတက်ဖို့တော့ဆုံးတော့ရစ်ကောင်းတားပြီးတယ်ပူဇော်ဖို့လုပ်တဲ့အချိန်မှာဖျားကမတတ်တဲ့တည့်ရုံကြည့်ချင်တည့်နာခံခြင်းကိုငါသိပြီဆိုတော့ဖျားပြောတယ်။ဒီနေရာမှာလေအာဗြဟံနဲ့ကောင်းခြင်းအားလုံးပြည့်စုံခြင်းကပဲချိန်မှာပြည့်စုံလဲဆိုတော့အဲ့ဒီနာခံခြင်းနဲ့စပြီးတော့လိုက်ရှောက်တဲ့ချိန်ကနေပဲအဲ့ဒီလုံးဝလက်တွေ့လှုပ်ဆောင်တဲ့ချိန်ပြည့်စုံတယ်ဒီနေရာမှာကျွန်တော်ဖျားပါဖူးပြတယ်ဆိုဒီအသေးတော်တွေမှာနှုတ်ကပတ်တော်ရှိတယ်နှုတ်ကပတ်တော်ကျွန်တော်နေ့တိုင်းပြောနေတယ်နှုတ်ကပတ်တော်ကြားတယ်ပိုင်စာတွေသွားတယ်ကိုယ်ဆက်တွေသွားတယ်ကျမ်းစာကျောင်းတွေမှာသွားတယ်အသေးတော်တွေမှာနေ့တိုင်းဟောတယ်နှုတ်ကပတ်တော်ရှိတယ်မိလည်းရှိတယ်ပက်ရှင်တော်ဝိတော်ကယောလာအနာဂတ်တိကြားထဲမှာအရှံပဲသုံးလုံးနဲ့ကာလာဒီနေ့ဒီချိန်ကာလာဖြစ်တယ်အရှံပဲသုံးလုံးပဲသူဆင်းနေရှိတယ်ဒါပေမဲ့ဒီမှာလေရစ်ကောင်အပူဆောင်ခံတဲ့နောင်ကျောင်းမှုဖျားတော်ခံတဲ့နှလုံးသားအားလုံးကိုပူဆောင်မှုရဲ့ available ဖြစ်တဲ့ကျွန်တော်ဒီမှာရှိပါတယ်ဆိုပြီးတော့ဟေရှယာကိုကိုတော်ကျွန်တော်ကိုသုံးပါဆိုရင်လုံးဝမီအဲ့ဒီဖြစ်ပလေပေါ်မှာပူဆောင်ခံတဲ့ရစ်ကောင်ဘုရားကရှာနေတဲ့ချိန်ကာလဖြစ်တယ်။မြေပေါ်မှာအဲ့လိုကိုတော်ကျွန်တော်ရှိပါတယ်ကျွန်တော်တင်းတော်ရှိပါတယ်ကျွန်တော်တို့မိသားစုရှိပါတယ်ဆိုပြီးတော့အတ္တလုံးဝဤစိတ်ကိုအာရမစက်ကတ်လိုမျိုးအတ္တအားလုံးကိုလုံးဝအောက်တော့စက်ကတ်တဲ့လူတရားအသေးတော်တော်မိသားစုတစ်ခုဘုရားကပြည်ဆိုအဲ့ဒီမီးနဲ့လောကဘတော်ကအစင်းရှိတော့သူတဲ့ကိုလောင်းဆိုတော့ဘုရားကကြီးမားတဲ့အမှုကိုပြပါပြပါပြပါပြဟာလေလုယာကမ္ဘာသမိုင်းပြောင်းလဲစေတဲ့လူကြီးကတယောက်ကိုတော်ကျွန်တော်ရှိတယ်ကျွန်တော်အသက်ကိုပြီးယူတော့ပါဒါပေမဲ့ဒီတိုင်းနဲ့ဒီလိုမျိုးစီမှာတော့ကဲတင်ချင်းနေရပဲလူထောက်ကိုမြင်နေတဲ့ကျွန်တော်အသက်ကိုရုပ်သိရုပ်သိမှာဒါပေမဲ့ကျွန်တော်ရအောင်တော့မဲ့စူတဲ့လူတွေအပြင်တိုင်းနိုင်တယ်ကပြောင်းနေတယ်နော်ဒီအဆုတိုင်းမှာခက်တိုင်းမှာတိုင်းနိုင်ကိုပြောင်းလဲဖို့ရဖျားထုတ်တဲ့လူတွေကြီးကဒီအမှုတွေကြီးမလားဒီအော့စမကြီးမလားအိုကိုလူကဘာသမိုင်းမှာအော်ပီလီဂရန်တို့ကြီးမလားအားလုံးတက်တာကြီးပါစကောလာတီကိုပြောင်းလဲဖို့ကဘာသမိုင်းမှာလူထောက်ကိုကြီးမဆော့တဲ့ရတဲ့ဖျားထုတ်တဲ့ကျွန်တော်သူစုတော့တဲ့ညတိုင်းမှာသူတော်ရဲမှာတော်ပြီးကိုတော်ချောတိုင်းတိုင်းကစကောလာတီကိုလူထောက်ကိုပြီးပါလူထောက်ကိုမပြီးဘူးဆိုကျွန်တော်အသက်ကိုရုပ်သိမ်းပါဆိုသူ့အသက်ကိုရေးပြီးတော့ဖျားနဲ့ပြီးလို့ပြီးရအောင်လူထောက်ကိုတောင်းလဲနောက်ဆုံးတော့အသက်ကိုတော့မနေမျိုးပဲနဲ့ဖျားကိုပြီးတဲ့သူ့အတိုင်းပြီးလူထောက်ကိုဆုတောင်းလဲကျွန်တော်ကဆုတောင်းခြင်းပြန်လာရတယ်ဘာဖြစ်လဲစကောလာတီမှာကြီးပါတဲ့လူထောက်ကိုဖြစ်တယ်အဲ့ဒီလူထောက်ကိုဖြစ်တဲ့နောက်ပိုင်းမှာအင်္ဂလန်နိုင်ငံတနိုင်ငံလုံး British Empire အားလုံးကိုဆက်ပြီးတော့ British Empire မှာဘုရင်မကြီးဝီတိုရီယာဘုရင်မသူအဲလိဇဘက်ကဘာပြောလဲဆိုတော့ငါပဲတိုင်းနိုင်ငံမရဲ့စစ်တပ်ကိုကြောက်လို့ဒါပေမဲ့ဂျွန်လော့ကရဲ့ဒူထောက်ဆူတောင်းချင်တော့ငါကြောက်တယ်တဲ့ဟာလေလုယာဘာဖြစ်လဲသူရဲ့ဆူတောင်းခြင်းကတိုင်းနိုင်ငံတစ်ခုလုံးကိုပြောင်းလဲစေလို့ဖြစ်တယ်ဘာဖြစ်လို့လဲမီးတဲ့တွေ့တဲ့လူတွေကိုတော့ကျွန်တော်ရှိပါတယ်။အော်ကျွန်တော်ကိုသုံးပါဆိုပြီးတော့မီးတဲ့တီးဝင်ရအဲ့ဒီလောကဘတော်နဲ့ဖြစ်ဝင်ရအစင်းရှိတဲ့ပုံကိုတပါးတဲ့တိုင်းနိုင်ငံကိုဘုရားရှင်ပြောင်းလဲစေတယ်။ဒီနေရာမှာလူကြီးလူငယ်မဟုတ်ကျွန်တော်သုံးတော့ခံခြင်းနဲ့ဆုလက်လို့ရှိအဲ့ဒီမိသားစုအသေးတော်ပုံပွားပြီးဘုရားကဒီမှာဒီကိုပြောင်းလဲဖို့အမှုတော်မှာဖြစ်တယ်။ဟာလေလုယာ။ဘုရားကကျွန်တော်ရှိပါတယ်ဆိုတဲ့လူကိုရှာနေတယ်။နောက်ဆုံးတမန်တော်တို့ကြည့်ရတမန်တော်ဝတ္ထုအခန်းကြီးလေးရောက်လာတဲ့အချိန်မှာကျွန်တော်အဲ့ဒီတိုက်ကမှာကျွန်တော်ဘေးကြောင်းတခုကိုမှပုတ်ခတ်တာလို့ကျွန်တော်တနေရာရောက်တော့တစ်ချိန်လုံးကနိုင်ငံလဲအတင်းတော်လည်းမပြောတော့ဘူး။ဂိုင်းပေါင်းဆောင်ဆုတောင်းခြင်းရှိတယ်။အဲ့ဒီလုတ်တဲ့ဒီကပင်တီကုတ်တဲ့ဆန်လေးဖြစ်တယ်။ကမ္ဘာသမိုင်းမှာတမန်ကျမ်းစာကြည့်မယ်ဆိုပင်တီကုတ်တဲ့ဆန်လေးမှာပင်တီကုတ်တဲ့နေ့မှာတန်ရှင်တော်ဝိညာဉ်ကမီးရှာတဲ့တော်တော်ပြီးတော့ကမ္ဘာသမိုင်းမှာအတင်းတော်ဆိုတာစပြီးတော့ပေါက်သွားလာတယ်။ဒါကျွန်တော်ဆုတောင်းတဲ့ပင်တီကုတ်တဲ့နေ့မှာဂိုင်းပေါင်းဆောင်ဆုတောင်းတဲ့နေရာမှာလေကျွန်တော်ဘောပေါ်မှာမီးတွေတွေ့ရတဲ့ရေခဲလုံးနဲ့တွေ့ရတယ်။အရင်အေးသေးစလေးကိုဆုတောင်းရအောင်။ ဆယ်ဆယ်
သိစိတ်ဆိုတဲ့ဆူတောင်းတာကံကွတ်တာနော်ဆူရန်ဆိုတဲ့ဆူတောင်းတဲ့ချိန်လေးရှိတယ်သိစိတ်ဆိုတဲ့အတန်ကိုနားမဆူတောင်းတဲ့ချိန်လေးရှိတယ်ဒါပေမဲ့အဲ့ချိန်မှာခြေလုံးအဲကုမအေးပဲအေးတာကဘာကြောင့်လဲလို့ဒီကိုတော့အေးပြည့်စတဲ့လေဘလို့မလုပ်ရချင်မရဘူးပေတိကောတဏီမှာကြည့်ပါဘာဖြစ်လဲ120တော်တမန်တော်တွေပေါ်မှာတန်ရှင်တော်ဝိညာဉ်တော်ကခမင်းတော်ရဲ့ဂတိတော်ခရစ်တော်ကစီလုံးလက်တော်ဥပိ္ပစေဆရာတန်ရှင်တော်ဝိညာဉ်တော်ကအရှက်ပဲလို့လာပြီးတော့အားလုံးဘောပေါ်မှာဗာနဲ့ထေရှားတယ်တန်ရှင်တော်ဝိညာဉ်တော်ကမင်းရှာကဲလို့ထေရှားပြီးတော့အားလုံးဝိညာဉ်တော်နဲ့ပတ်သက်စားရတယ်အဲ့ဒီကနေအသိတော်တမိုင်းဆိုတာတော့တမိုင်းကိုတမန်ကျမ်းစာဖတ်ပါအသိတော်တမိုင်းဆိုတာလေမင်းနဲ့ပြည့်တဲ့လူတွေကပြင်ကြည့်တာအသိတော်ကအဲ့ဒီ fire နဲ့စားတယ်အသိတော်ကအဲ့ဒီ fire နဲ့ဆက်သွားလို့ရတယ်အသိတော်ကအစိုးရအဲ့ဒီ fire နဲ့ဆုံးတိုက်ရတယ်ဟာလေလုယာ fire နဲ့စားပြီးတော့ဉာဏ်ပညာနဲ့အိုးဝိနာမတွေနဲ့ချမ်းသာကြွယ်ဝခြင်းနဲ့တွားဆက်သွားလို့ရတယ်အဲ့ဒါနဲ့ဆုံးတတ်လို့ရတယ် fire နဲ့အသိတော်စားရယုံကြည်သူခရစ်တွေအသိတော်ဆိုတာအဲ့ဒီမီးနဲ့စားရအဲ့ဒီမီးနဲ့လည်းဆက်သွားလို့ရတယ်အဲ့ဒီမီးနဲ့လည်းဆုံးတိုက်ရမယ်အဲ့ဒါလို့ရှိရင်တို့တက်တာမှာခန်းချောက်ပြီးတော့တက်တာနဲ့အကုန်လုံးချောက်ပြတာလေဆိုတော့ကျွန်တော်ပြောချင်တဲ့အခါပါဆိုဒီမြန်မာပြည်မှာကြီးမားတဲ့အရာတွေဘုရားရှင်စပြီးလုပ်နေတဲ့ TV ဆိုတဲ့တော့ဖြစ်တဲ့ဘုရားရှင်အလုပ်တွေလုပ်နေတာဖြစ်တယ်ကျွန်တော်လုပ်ခဲ့တဲ့တနည်းကလေးအကြောင်းလေးဆက်လုပ်ခါပြီးဟို TV ဆိုတဲ့တော့မှာဆိုအမျိုးသမီးကြီးတွေမိခင်တွေရန်ကုန်ထားလို့ဆိုတော့ကျွန်တော်ဘုရားကြောင်းပေးတာကျွန်တော်လာချင်တာကြောင်းလေးဘာလို့ကျွန်တော်တို့ဆိုရင်စုတောင်းတဲ့အချိန်ကကျွန်တော်စုတောင်းတဲ့ကဘယ်နိုင်ငံမှာဆိုမူးထားတဲ့နေရာမှာကျွန်တော်ဘိုးဆောင်တာကျွန်တော်ရချင်တယ်ကျွန်တော်အတော့လိုက်ခံချင်လို့အတော့လောက်ခံတဲ့လူတွေနဲ့ကျွန်တော်လက်တွေ့ချင်တယ်စုတောင်းတဲ့2010မှာကျွန်တော်စင်ကာပူရောက်သွားတယ်မထေပါပဲဘလို့မှမချိန်ကြပါနဲ့ဆရာကြီးကလည်းတွေ့တယ်တွားတယ်ကျွန်တော်ပေါ်ကြတယ်ဘာလို့ဘူးပါလို့တွေ့ share တယ်ကျွန်တော်တို့ပေါ်ကြတယ်ဆိုတော့မြန်မာပြည်နေရာဆောင်ပြတော့ကပြပါရောလေမြန်မာပြည်လုံးထောက်ဖို့ဖြစ်ရေးနေတယ်အဲ့ဒါနဲ့ကျွန်တော်စပြီးတော့တွေ့လာတယ်တူနဲ့ကျုံမြန်မာပြည်မှာစထူပေါက်တယ်အဲ့ဒီမတိုင်ကျတော့ဆိုသူလည်းမထူပေါက်ဘူးဟိုဘာလို့တော့ဒီချိန်မှာတင်လာလို့အဲ့လောက်ပဲအဲ့ဒါကျွန်တော်ကြီးရဲ့ထူပေါက်နိုင်တယ်ပြီးရင်ကြားကောင်းကြည့်တယ်ကိုအိန္ဒိယမှာကဲကောင်ဒေတာမှာကဲကောင်ရောမှာကြီးမားတဲ့လုံးထောက်ဖို့ဖြစ်တယ်1990တော့ကြီးမားတဲ့လုံးထောက်ဖို့အကျင့်ဖြစ်ဘူးတဲ့အဲ့ဒီနေရာမှာအဲ့ဒီတော့ခုနှစ်လောက်ကြာတယ်လို့ပြောတယ်ဆိုတော့ဒီတစ်ချိန်မှာနောက်တစ်ချိန်ပြန်ဖြစ်တယ်ခုတစ်ခေါက်လုံးထောက်ဖို့ကနှစ်လောက်ကြော်ပြီးတော့ကျွန်တော်ကြားတယ်အဲ့ဒါကျွန်တော်စုသွားတယ်ကျွန်တော်စင်ကာပူရောက်နေတယ်လူတွေကသွားပါလားတဲ့အဲ့ဒီအဝေးကြီးရောက်ကိုကျွန်တော်သွားဆက်ကြောင်းရှိဘူးဒါပေမဲ့ဘုရားကလွတ်လာတော့ပါဖြစ်တယ်အဲ့ဒီတုံးစင်မှာအဲ့ဒီချင်းခိုင်းမှာအတင်းတော်တကားတော့ခေါ်တယ်အဲ့ဒါကျွန်တော်ကိုကင်ပိုလိုနဲ့ကျွန်တော် worship team ချိုးတယ်ကျွန်တော်အဲ့မှာရောက်သွားတယ်ရောက်တော့ကျွန်တော်မိနေကင်တာကဒီနေရာနဲ့နေလာဆိုနီးနီးလေးပဲဒီကနေ3-4နိုင်သွားတယ်ဆိုရောက်တယ်ဟာလေလုယာအာမင်ကျွန်တော်စုပေါင်းတဲ့နိုးထားတဲ့နေရာမှာကျွန်တော်သွားချင်တယ်ပေါင်းချင်ကောင်းချင်ချင်တယ်ဘုရားရှင်အဲ့ဒီနေရာကိုပို့တယ်နင်းရခွင့်ပေးတယ်ဘုရားရှင်ပြန်လာခွင့်ပေးတယ်ဒီမှာနိုးထားပြီးတော့အမျိုးသမီးတွေမိခင်တွေရောနိုးထားဖို့ကိုဆာလော်တဲ့နေရာမှာလည်းဘုရားရှင်ကျွန်တော်စုပေါင်းတဲ့ကျွန်တော်အလုံးသားနဲ့ရှိတဲ့အရာကိုဖျက်ရှာဒီနေ့ဖြစ်စီနေတယ်ကျွန်တော်ပြောချင်တဲ့အကြောင်းဆိုလို့ထားတဲ့အရာတွေကစပြီးပူဆက်နေတယ်မင်းမနဲ့ဆိုပူဆက်တယ်မိတ်ဆွေဝိညာဉ်မှာတောက်တော့ကြည့်အဲ့ဒီအထက်ကအဲ့ဒီ fire ကတော့ကြည့်ပူဆက်တယ်ကျွန်တော်ငယ်တော့လေလက်ရပြီးတော့ကျွန်တော်ငယ်တော့လေလက်ဆော့ပြီးတော့ငယ်လေးငယ်ပြီးတော့ပေါင်ပေါ်ပါလေးတောင်ပေါ်ပါလေးဆိုတော့မှထင်းလေးပါလေးရှာရင်းတကယ်ချင်းနဲ့တွားပြီးဆိုတော့တော့မီးကိုတွားရှုလာတယ်ဒီကျွန်တော်အမြဲတမ်းကျွန်တော်တခါဆိုကြီးကြီးတော့ပြဿနာကြုံတယ်ဘာလို့လဲကျွန်တော်အားရိုက်နေလို့ရတယ်ဆိုတော့ရှုလိုက်တော့သူများရဲ့လေတော့ပြန်လာဘာလို့တခါရဲပေါ်ပြီးဆိုအရင်ပြန်တယ်တခါရဲလေးတန်းဂျူးဂျူးဆိုပြီးတော့ကျွန်တော်လိုက်တော့အနေတက်လို့မရတော့ခါရဲနေပြီးတော့ကြောက်တော့ကျွန်တော်ကိုလို့အေးကိုပြီးပြီးတော့ဘာတွေဖြစ်မလဲပေါ့နော်အဲ့ဒါနဲ့ကြီးစိုးတော့ပဲအဲ့မှာလူကြီးတွေတချို့အနေတက်လိုက်တယ်လို့မရှိဘူးဒီမြို့ထဲမှာတောင်းလာတဲ့အကြီးဘာလို့အရင်ပြန်လို့တော့တနည်းမှာစရှုကြည့်လိုက်တာအကုန်လုံးချောက်ပြတာလေအစင်မရှိတော့အဲ့ဒီတောင်းမြတ်တခါရဲလောပဲတော့လုံးဝလိုက်လို့မနေတော့ကျွန်တော်ပြောချင်တဲ့အရာကပါဆိုမိတ်ဆွေရဲ့ကျွန်တော်ကဝိညာဉ်ရမီးတွေတောင်းကြည့်ကိုနဲ့ထိတဲ့လူတိုင်းကိုအကြောင်းကြားတဲ့လူကအဲ့ဒီမျိုးကိုစဉ်းစားပါဖြစ်တယ်ဟာလေလုယာအဲ့တော့ကိုသိချင်တာလေးနဲ့အဲ့ဒီကိုနေတဲ့နေရာတိုင်းမှာတမန်တော်တွေကျအခြားလဲတက်ပိခနဲ့တမန်တော်ပေါ်လို့ဆိုပါလေနောက်ဆုံးလူစုတော့နေရာတိုင်းမှာသူမတော်တဲ့ဘုရားခပန်းတွေကိုသူလက်ဆင့်ကမ်းပေးတယ်အဲ့ဒီခပန်းကိုကိုင်တဲ့လူကကျမ်းမာချင်းရတယ်ဘာလို့လဲအဲ့ဒီ fire တွေပေးတဲ့လူရဲ့ကိုင်ဆောင်တဲ့အသုံးဆောင်တွေရတော့မှတူရှိပါတယ်အဲ့ကြောင့်ဒီချိန်ကာလကအသင်းတော်တိုက်ကလုံးထားရမယ့်ချိန်ကာလဖြစ်တယ်ဟာလေလုယာလူမျိုးတိုက်ကလုံးထားမယ့်ချိန်ဖြစ်တယ်အသင်းတော်တပါးတော့လူမျိုးတို့နဲ့လုံးထားလို့မရတော့ဘူးအားလုံးကအလုပ်လုပ်မယ့်ချိန်ရောက်ပြီတက္ကပါလုံးရဲ့အာရုံစိုက်မှုကလည်းအာရှနဲ့မြန်မာပြည်မှာရောက်လာတယ်မယုံရှိတဲ့အားလုံးကအာရုံစိုက်လာတယ်အဲ့ဒီမင်းနဲ့ကျွန်တော်လောင်ကြောပြီးတော့အရင်တော့ကျွန်တော်ကိုတာသနာပြုတဲ့လူတွေကိုပြန်တာသနာပြုရမယ့်ချိန်ကဒီချိန်ကာလပဲဖြစ်တယ်ဟာလေလုယာဟာလေလုယာကျွန်တော်ပြောချင်တယ်မိတ်ဆွေကလောကပတ်တော်ရှိနေတယ်ပြောနေတယ်ကြားနေတယ်ဒါပေမဲ့အဲ့ဒီမင်းနဲ့မတွေ့သေးဘူးဆိုတော့မင်းနဲ့မတွေ့သေးသေးဘုရားတော်မရဘူးမင်းနဲ့အဲ့ fire နဲ့ဒီနေ့တူတည်
ကြီးတယ်ဟာလေလုယာလူကြီးလူငယ်မောရှိကိုပြန်လို့ပြုစီပြီးတော့ကြီးပွားတဲ့ပေတင်ချင်းနှစ်ပေါင်းလေးရာကုလူမျိုးတွေဆောင်တဲ့အစီအမံကြီးကိုမင်းနဲ့တွေ့တဲ့နောက်ပိုင်းတော့ထားတာဖြစ်တယ်မင်းနဲ့တွေ့ရအောင်အဲ့ဒီမင်းနဲ့တွေ့ခွင့်ကဘုရားရှိခိုးယုံကြည်သူတိုင်းပေါ်မှာအခွင့်အရေးပေးထားတယ်နောက်ဆုံးအကြောင်းတစ်ခုပြောရကျွန်တော်စဉ်းစားကြည့်တယ်ကမ္ဘာပေါ်မှာလုံးထောက်မှုကြီးမားတဲ့အရာတွေခက်တိုင်းမှာရှိတယ်အဲ့ထဲမှာကျွန်တော်အကြီးမားဆုံးတစ်ခုထဲမှာအပါဝင်တစ်ခုပါလဲဆိုတော့Wales ဝီလာလိုက်ပြီးလုံးထောက်မှုဖြစ်တယ်အဲ့ဒီအကြောင်းကြားလိုက်ကျွန်တော်အမေကစက်သေးလို့တော့ထားတယ်တကယ်ရင်ကိုလည်းမြန်မာမှာတွေ့နေရတဲ့အရာမျိုးဆိုတော့ကျွန်တော်ယုံကြည်ချက်အများကြီးကိုကားတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဝီလာလိုက်ပြီးလုံးထောက်မှုက1900ကျော်လောက်မှဖြစ်တယ်အဲ့မှာအသုံးတော့ခံတဲ့လူငယ်တွေက Ivan ဆိုတဲ့လူငယ်တွေ20ကျော်လေးပဲပြင်ရလေးမတတ်ဘူးသူမှစီးစဲဝစားသူများယူတီလီဆိုင်ရတဲ့အချိန်တွေတက်တော့လည်းသူမှတစ်ခုမှမရှိဘူးဒါပေမဲ့ဒီ Ivan လူငယ်တွေကဘာလို့လဲဆိုတော့သူတို့ဝေလာတိုင်းပြဝိညာဉ်မှာကြဆင်းနေတဲ့အရာကိုသူအမေကဘုရားကောင်းဝင်တင်ပြီးတော့အမေကကိုကျွေးနေတယ်သူများကအေးစီစားလိုက်တောက်လိုက်နေနိုင်တဲ့အချိန်မှာသူ့တိုင်းပြည်လူမျိုးမှာချက်ချုံကြပြီးကိုလုံးအောက်ချီရောက်နေတဲ့အချိန်မှာဘုရားကဘုံထောက်ကို revive ပြီးတော့သူမိနေအဲ့ဒီ Ivan လူငယ်တွေကဆူတောင်းတယ်ဆူတောင်းတယ်သူကမစားနိုင်မအေးနဲ့မတောက်နိုင်ပြီးလိုက်ဆူတောင်းတယ်တနည်းကြတော့တရှိတော့လည်းသူ့စကားပြောတယ်ကဲငါဒီတိုင်းဒီမှာပြန်လဲပြီးတော့ငါဒုထောက်ပြီးမယ်တရှိတော့ပြီးတော့အကြီးမားဆုံးငါသုံးလောက်ပြီးတယ်ဒါပေမဲ့မင်းနဲ့သဘောတူပြီးတော့ဆူတောင်းမဲ့လူတွေကိုရှာလိုက်ဆိုတော့ပြန်သူ့စကားပြောတယ်အဲ့ဒါကဘာလို့လဲဆိုတော့ဟိုပြီးသူ့ရဲ့မိခင်တဲ့တော့မှာပါစာကိုပြောတယ်ဆရာကျွန်တော်ကိုဖျားတာထုတ်ပြတယ်ဒီတိုင်းမှာကြီးမားတဲ့ဒုထောက်မှုရောက်တော့မယ်အဲ့ဒီအရဆုတောင်းမဲ့လူတွေလိုတယ်ဆိုဘုရားပြောတယ်ကြောင့်ကျွန်တော်လည်းသဘောတူရင်ဆုတောင်းမဲ့ဘုရားထုတ်ပြတဲ့ရကိုကျွန်တော်ပြန်ဝေးကခြင်းကြောင့်ကျွန်တော်ကိုအခုပေးပါလားဆိုပြီးအသိတော်မှာဆုခွင့်တောင်းပါစကားပါလို့ဆိုတော့ I mean Sunday စီစဉ်မှာတော့မရဘူးဒါပေမဲ့သူတို့တောက်ကြရဆုတောင်းရှိတယ်တောက်ကြရဆုတောင်းမှာလာပြီးတော့ပေါင်းတာတောက်ကြရဆုတောင်းအစီဝေးပြီးမှနားထောင်ခြင်းလို့ဆိုလို့ရှိရင်အဲ့ဒီလူတွေနဲ့သူဝေးကအခုပြီးမယ်ဆိုပြီးခွင့်ပြုလိုက်တယ်ဆုတောင်းခြင်းစီစဉ်ဆိုရင်ပုံမှန်တက်ပို့လို့လည်းအဲ့ဒါတော့အစီအဝေးပြီးမှသူ့ကိုပြောခွင့်ပေးတယ်အဲ့ဒါနဲ့ဟိုပြီးဆိုတော့တောက်ကြရဆုတောင်းရလာတယ်အဆုတောင်းခြင်းစီစဉ်ပြီးတော့အဲ့ဒါပါစာကထလာပြီးတော့ဆိုအဖေပေးတဲ့ကောင်းချီးပြီးတော့ဘာလို့ဆိုဟုတ်ပြီအိုင်ဗင်ကအားလုံးကိုဝင်းကဆက်ဖို့ရှိတယ်နားထောင်ကြည့်တဲ့လူတွေကကြံခဲ့ပါကြံတဲ့လူကပြန်ကောင်းလို့ရပြီတဲ့အဲ့ဒါနဲ့အိုင်ဗင်ကလည်းကိုလုံးကဆုတောင်းတာ15ရက်လောက်ပါတယ်15ရက်လောက်မှကြံတယ်အဲ့ဒါထလာပြီးပြီးကြားပြီးတော့သူပြီးပေါပေါချရှိလာတယ်ကျွန်တော်တိုင်းပြည်ရဲ့အခြေအနေဒီလောက်ဆိုးနေတဲ့ကြားစင်းတဲ့အခြေအနေကိုဘုရားပြန်လဲအကြည့်ရှုသွားလာတော့မယ်ဒီတိုင်းပြည်မှာကြီးမားတဲ့ဘုရားကို revive လုပ်ကြည့်တော့မယ်တိုင်းပြည်ပြန်ကောင်းချီးခံစားမှုတက်လာတော့မယ်ဘုရားကဖော်ပြတယ်ကျွန်တော်လည်းသူသဘောတူရေးဆုတောင်းတဲ့လူတွေလိုတယ်အဲဒါကြောင့်ကျွန်တော်လည်းသူဘယ်နေရာကဆုတောင်းပြီးတော့ပေါင်းချင်တယ်ဆိုတော့သူစိတ်ခေါ်လိုက်တော့အဲ့ဒီမှာရှိတဲ့15ရက်ကချစ်ချစ်သူလည်းသူသဘောတူရေးတယ်အဲ့ဒါသူအဲ့ဒီညမှာစဆုတောင်းကြတယ်နေ့တိုင်းဆုတောင်းတယ်နောက်တစ်နေ့မြန်မာပြည်ဆိုရင်မြန်မာအနေနဲ့လူကြီးကိုတရေဆောင်တယ်ဆောင်းပတ်တူရေးတယ်ကဲ Wales နိုင်ငံမှာဝေးရတိုင်းမှာရှိတဲ့လူတွေအားလုံးတတိပေးခြင်းနဲ့မကြခင်မှာဒီတိုင်းပြည်မှာကြီးမားတဲ့ဘုန်းထောက်မှုဘုရားကပေးမှဖြစ်တယ်အစင်နဲ့ပြင်ဆင်ထားရအောင်လေဆောင်းပတ်ရေးတဲ့ warning ဆိုပြီးတော့အဲ့ဒါနဲ့သူမကြည့်လို့နောက်တရက်တစ်ခါမှာနောက်တစ်ချိန်တရေဆောင်မှာသူဆောင်းပတ်ထည့်ရေးတယ်အဲ့ဒါနဲ့ဆုတောင်းပြီးရုပ်တဲ့သူတို့ဘုရားကမကြခင်မှာသူ့တိုင်းပြည်မှာကြီးမားတဲ့ဘုန်းထောက်မှုကိုစပေးတယ်ဟာလေလုယာဝိညာဉ်တော်တော်ပြီးတော့ဘာဖြစ်လာလဲဆိုတော့ဝေလာတိုင်းမှာလူငယ်တွေပြည့်စည်ပြီးတော့ဘုရားကြောင့်လည်းအသိတော်တွေကြည့်မယ်ဆိုလူကြီးအသက်ကြီးတဲ့လူတွေပဲနည်းနည်းလေးထပ်ပြီးတော့ဘုရားရှိခိုးတယ်လူငယ်တွေကြည့်မယ်ဆိုရင်အရက်မိုးပြီးတော့ထောင်တွေမှာလည်းလူတွေကဒုစိတ်သမားတွေညာလို့ထောင်တွေဆိုဘီလီတွေတူးချက်ရတယ်အသက်ဆောက်ရတယ်ဒုစိတ်သမားတွေညာလို့အဲ့ဒီချိန်မှာလုံးဝရဆရာရှိတဲ့နိုင်ငံရေးကြီးမလားချုံကြနေတယ်စီးပွားရေးကြီးမလား moral character ကြီးမလားတော်စားနေတယ်ဟိုမှာပြည့်စည်နေတဲ့တကူဓမြတွေနဲ့ပြည်နေတဲ့တိုင်းပြည်တဲ့လူမျိုးမှာဘုထောက်ကိုတက်ရောက်လာတော့ဘာဖြစ်လဲကိလားပထမဆုံးထောင်တွေမှာအကြီးသားတွေမရှိတော့ဘူးဘာလို့ထောင်တွေမှာရှိတဲ့လူတွေကအဲ့ဒီဝိညာဉ်တော်မျက်မှောက်တော်နေရာတိုင်းမှာစီးစင်းတော်ဘာဖြစ်သွားလဲဆိုဖခင်ရဲ့ခရစ်တော်ကိုကယ်တင်မှာရှင်တဲ့ခါကျကြီးအကုန်လုံးပြလိုက်တော့ထောင်ထဲမှာထောင်သားတွေအကြီးသားတွေမရှိတော့ဘူးဟာလေလုယာကိုယ်ကကယ်တင်ခြင်းရသွားတယ်ဆိုတော့နောက်ဆုံးတိုင်းပြည်မှာစီးရုံတွေမှာဘာဖြစ်လဲသွားလဲဆိုတော့လူတွေကလူနာတွေမရှိတော့ဘူးဆရာဝန်တွေကလည်းမရှိတော့ဘူးဆိုတော့ဖခင်မျက်မှောက်တော်နိုင်ငံလုံးမှာနေရာတိုင်းပြုတ်တိုင်းမှာတက်ရောက်လာတော့လူတွေကကျမ်းမာခြင်းရသွားတယ်နေရာတိုင်းမှာလူတွေဖျားရှိခိုးတယ်20နှစ်ဖျားရှိခိုးတယ်နောက်ဆုံးရဲတွေကလုံးဆရာရှိတော့ရဲတွေကဆရာကြီးစီလာပြီးတယ်ကျွန်တော်ရဲတွေမှာလည်းတနိုင်ငံလုံးမှာလူစိတ်သမားတွေရှိလူတွေကလည်းအိမ်တကားတော့ပိတ်ဆရာမလို့တော့ဘူးအားလုံးကနေရာဖျားရှိခိုးတယ်တကားတွေလည်းသူကဘုရားမြတ်မရှိတော့ဘူးတနိုင်ငံလုံးမှာရဲတွေမင်းနဲ့ကျွန်တော်လုံးဆရာရှိတော့ဘူးကျွန်တော်ဘာလုပ်ရမလဲဆိုတော့ပါစာလေးပြောရဲခင်ဗျားတို့ခွဲရပြီလားဆိုလို့ရတယ်ဟာလေလုယာအာရှာတွေအားလို့ရတယ်ဆိုတော့ရဲတွေကသူစိတ်သမားတွေဖမ်းဆက်တယ်သူတို့ခရူးစိတ်တွေမှာတင်ရတယ်မှာသူအာရှာတို့ပဲခွဲရတယ်ဆိုတယ်အဲ့ဒီလိုရိုးထားလို့မြန်မာပြည်မှာတက်ရောက်လာနေတယ်
လေလုယာဆောင်းနေကြတာသူတွေကပြောတယ်တာဝန်ကြီးကပြင်နေတယ်ဟိုဦးစီးပါတဲ့စီးတယ်ဟိုဂိမ်းဆိုင်တွေမှာဟိုကောင်းတဲ့နေရာမှာရောက်တယ်ဒီလောက်ပဲမကောင်းတာပြောသူတို့မပြောင်းနိုင်ဘူးစိတ်မရှိပါနဲ့မပြောနဲ့တော့မသိတာမဟုတ်ဘူးတိတိရဲ့ဖြစ်နေတာအဲ့ဒီဝိညာဉ်တော်မီးတက်ရောက်ကြဆင်းလာဖို့တက်ရောက်လာဖို့ပဲဆုတောင်းရအောင်ဟာလေလုယာအဲ့ဒီပြီးတဲ့ကိစ္စသူတို့တက်တာပြောင်းလဲလာနိုင်တယ်ဒီတိုင်းမှာလမ်းကျူလမ်းကြတွေမှာတွားတဲ့နေရာနဲ့မြင်တဲ့နေရာတွေမှာအဲ့ဒီခရစ်တော်သားတွေရှင်ဖြစ်တဲ့ခရစ်တော်သားတွေဆိုပြီးတော့အိုလူတွေပြောရတဲ့ဟောရရတယ်ကျွန်တော်မြင်ဖို့အခြေခံရောက်လာတယ်ကျွန်တော်အသေးတော့ကပြင်စီရမယုံရှိပါတဲ့ဆရာကိုဆိုကဟန်ဖုန်းကိစ္စပြောသလိုပဲမကြခင်မှာကြီးမားဆောင်မြန်မာပြည်မှာတက်ရောက်လာမယ့်အရာကိုကျွန်တော်ပြောပြနေခြင်းဖြစ်တယ်ယုံကြည်ပြီးတော့အစင်သက်ရှိတဲ့အသေးတော်တွေမိသားစုပြုကြည်ပြီးဖျားရှင်တော်မှာဖြစ်တယ်အားလုံးခဏခဏတည်းရောက်ဝါရှင်တန်နေတာပါအဲ့ဒီနေရာကိုကျွန်တော်ဆုတောင်းဆက်ကမယ်အထူးသဖြင့်ကျွန်တော်ဒီ weekend တော့ပြင်ကျွန်တော်တို့ချင်းကစားတယ်အဲ့ဒီနည်းနဲ့ကျွန်တော်ပြောချင်တယ်ကျွန်တော်တို့တာဒေတာကိုချင်းနိုင်တော့ဘူးနောက်တစ်ဆင့်သွားချင်တယ်အဲ့ဒီနည်းနဲ့ကျွန်တော်အာရဟမ်လို့ကျွန်တော်မောရှိလို့ပဲကျွန်တော်သွားချင်တယ်အသေးတော့နုထောက်မှုမီးနဲ့တိုင်းတဲ့ကနေကိုပြောင်းလဲစီစဉ်ဆိုတဲ့စာရရှိတဲ့လူစက်ကချင်တဲ့လူအတော်တော်ခါချင်တဲ့လူတွေရှိတဲ့လူတွေလာပါသူတို့ကကျွန်တော်ဆုတောင်းမယ်အဲ့ဒီမရှိဘူးတဲ့လူတွေနဲ့ရှိတဲ့နေရာမှာမတည့်ပြီးတော့ဒီနေ့အသေးတော့ဒီစီဝါရနဲ့စပြီးတော့ကြောင်တို့လို့မြန်မာပြည်သူတို့ထောက်ကျွန်တော်ဆုတောင်းကြမယ်ဟာလေလုယာအဲ့ဒီဒီကိုတော့ရောက်တော့အဲ့ဒီ fire အဲ့ဒီဒီကိုတော့လောင်းပြီးပါအဲ့ဒီဒီရဲ့ပြေဝစီပါအသေးတော့ကိုပြောင်းလဲစီပါတာသမီးတွေကိုပြောင်းလဲစီပါမိဘကိုပြောင်းလဲစီပါတကယ်ချင်းတဲ့မိတ်ဆွေကိုပြောင်းလဲစီပါဆိုတော့ကျွန်တော်ဆုတောင်းကြရအောင်အဲ့ဒီကျွန်တော်ဝိညာဉ်တော်ပြောင်းလဲတဲ့ချင်းကျွန်တော်အပြည့်နဲ့ပြောဖို့ကြရအောင်အဲ့ဒီချိန်မှာဆုတောင်းတာချင်းကိုကျွန်တော်စက်ကချင်းဆိုတဲ့လူရှိသလားပြပါသူတို့တော့ကျွန်တော်ဆုတောင်းပြပါမယ်